အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာနေ့ခင်လေးပါကျမတို့ဒီနေ့ section လေးရပါတော့အဓိကကတော့ post graduate ကျောင်းသားတွေအတွက်အဓိကလုပ်ပြီးမဲ့ section လေးပေါ့ဆိုတော့ကျမတို့အရင်တုန်းကဆိုရင်တော့ဒီ ground အနေနဲ့ရပါတော့ကျောင်းသားတွေကိုကျောင်းလေးနဲ့ပေါင်းပြီးတော့ကျောင်းတစ်ခုချင်းစီရဲ့ webinar လေးတွေလုပ်ပေးရရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဘာသာရဲ့အလိုက်ပေါ့နော်ပြောကြားပေးရလေးတွေရှိတယ်ဒါပေမဲ့အခုတလောပေါ့နော်ကျွန်တော်တို့သတိထားမိတာကကြတော့ဒီကလေးတွေပေါ့အခု IGCSE GED OSSD A level အစရှိသဖြင့်ပေါ့နော်ပြီးတာကြတဲ့အကြောင်းသားကျောင်းသူလေးတွေအတွက်undergraduate လမ်းကြောင်းတွေကိုပြောတာတွေကအခုတလောမှာဆိုလို့ရှိရင်ပို့ပြီးတော့ညာနေတယ်ပေါ့နော်ညာနေတဲ့အခါကျတော့အခု post graduate ကျောင်းသားတွေအတွက်ပေါ့ဘွဲရထားပြီးတော့ master degree အပါအဝင်ပေါ့နော် post graduate level ဘွဲလွန် level ကိုသွားတက်မဲ့ကျောင်းသားတွေအတွက်တည်တံ့လုပ်ပြီးဖြစ်တဲ့ဘွဲလေးတွေအခုတလောနည်းနေတယ်လို့ထင်မိတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမတို့ဒီနေ့ကတော့ဒီအခုပေါ့နော်ဒီဘက်မှာဘွဲတစ်ခုရပြီးပြီသို့မဟုတ်လည်းရတော့မယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှာနိုင်ငံတကာကိုဒီဘွဲလွန်ပေါ့နော်တွတ်တက်ချင်တဲ့ကျောင်းသားတွေအတွက်ကိုကျမတို့အခုဒီ session လေးကိုလုပ်ပေးဖြစ်တာဖြစ်ပါတယ်အဲ့တော့ကျမတို့အခုဒီ session လေးမှာပေါ့နော်ကျမဘယ်လိုလေးစဉ်းစားထားလဲဆိုတော့ပေါ့နော်နိုင်ငံတကာလို့ပြောတဲ့အချိန်မှာအခုလောလောဆယ်တော့ကျမတို့ဒီ ground အနေနဲ့ပေါ့နော်ကျောင်းလျှောက်ပေးလို့ရတဲ့ကျောင်းသားတွေအများစုအသွားများတဲ့ပေါ့နော်နိုင်ငံတွေကိုကျမဘယ်နိုင်ငံရဲ့လို့မကန့်အများကြီးမကန့်သက်ထားပဲနဲ့ပေါ့နော်အကုန်လုံးကိုကျမတို့အခုလောလောဆယ်အထိပေါ့နော် service ပေးနေတဲ့နိုင်ငံတွေကိုအကျဉ်းလင်းပေါ့နော်ဖြန့်ပြီးပြောသွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ຢာတွေဆိုရင်တော့ဒီကျွန်မပြောသွားတဲ့ presentation ထဲမှာကျမပါသွားလိမ့်မယ်ပေါ့ဒါပေမဲ့ဒီဘွဲလွန်အနေထားကိုရောက်လာပြီဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတော်တော်များများပေါ့နော်တယောက်နဲ့တယောက်ရထားတဲ့ပေါ့နော်ဒီဘွဲအမျိုးအစားနှစ်လုံးသက်တွေ့အကြုံ background ပေါ့နော်အများကြီးကွဲပြားကြတယ်ပေါ့အဲ့တော့တယောက်ချင်းစီပေါ်မှာမူတည်ပြီးတော့ကိုသိချင်တဲ့ထပ်သိချင်တဲ့အကြောင်းအရာတွေဆိုလို့ရှိရင်ကျမတို့ Q&A အချိန်မှာသိချပြီးမြင်မြန်လို့ရပါတယ်ကျမ presentation ပြီးတာနဲ့ Q&A အချိန်လေးလည်းရှိမယ်ပေါ့နော်နောက်တစ်ခုကတော့ကိုကကျမပြောထားတဲ့ slide တွေတစ်ခုချင်းစီအလိုက်မှာပေါ့နော်ဥပမာထပ်ပြီးတော့မေးချင်တာလေးရှိရဆိုရင် Q&A box လေးထဲမှာလည်းမေးထားလို့ရပါတယ်အဲ့တော့ဒီမေးထားတဲ့အချိန်မှာပေါ့နော်တခါတည်းနည်းနည်းလွယ်လွယ်ကူကူနဲ့တူတူဖြည့်ပေးလို့ရတဲ့မေးခွန်းတွေဆိုကျမတို့ typing ရိုက်ပြီးတော့ဖြည့်ပေးထားမယ်နောက်တချို့မေးခွန်းတွေကြတော့လည်းပေါ့နော်ပြီးတော့မှသက်ဆိုင်ရာပေါ့နော် counselor တွေကပါစံနဲ့ပြောပြရမျိုးပို့အဆင်ပြေမဲ့ဟာမျိုးဆိုလည်းကျမတို့အမေခွန်းလေးတွေကို answer live ဆိုပြီးမှတ်ထားပေးရင်ကျမတို့ဒီ presentation အပြီးမှာ Q&A အချိန်မှာလည်းတခြားလေးထပ်ပြီးတော့ဖြေသွားပေးပါမယ်เนาะအဲ့တော့ထပ်ပြီးတော့ကျမတို့ဒီနေ့ session လေးကိုတက်ပြရဖို့လည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျမရဲ့ presentation လေးကိုစလိုက်ပါเนาะဆိုတော့ကျမနာမည်မကျော်မွန်သားလို့ခေါ်ပါတယ်ကျမအခုလောလောဆယ်တော့ Ground Education မှာ director အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင်မြန်မာလေးတို့ရဲ့အမအတန်လေးအစီအပြေလားမသိဘူးရှင်ဟုတ်အဆင်ပြေပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့တော့ကျမတို့အခုပေါ့နော်ပထမဆုံးပြောချင်တာကကြတော့ဒီ slide လေးမှာရင်ပေါ့နော်ရှင်းပြစရာလေးတွေတော့တော်တော်များများလေးရှိတယ်ပေါ့နော်ဘာလဲဆိုတော့ပေါ့နော်ပထမဆုံးကတော့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်တော့ပထမဆုံးဘွဲ့ကြို bachelor degree ကိုတက်ကြတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်တော့ဘွဲ့လွန် master ပေါ့နော်ဒါအကြံဉာဏ်သွားကြတဲ့လမ်းကြောင်းပေါ့နော်နောက်တစ်ခါ master ပြီးရင် PhD ပေါ့ဒီလိုလေးစဉ်းစားကြတယ်ပေါ့နော်အဲ့တော့နိုင်ငံတကာကိုသွားတက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့တစ်ခါတလေကျတော့လေကျောင်းတစ်ကျောင်းချင်းစီနိုင်ငံတစ်နိုင်ငံချင်းစီရဲ့အခေါ်ပေါ်ကွာတာကြောင့်လည်းရှိတယ်ဆိုပေမဲ့ဒီ master PhD အပြင်ပေါ့နော်အခြားဘယ်လိုမျိုး qualification တွေရှိလာလဲအဲ့ဒီ qualification တွေကတော့တစ်ခုနဲ့တစ်ခုဘာတွေကွာကြလဲပေါ့နော်ဆိုတော့ဒါလေးတွေစဉ်းစားကြရှိလာတယ်ပေါ့တော့ပထမဆုံးအချက်ကကျတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ပုံမှန်အတိုင်းကတော့bachelor တက်မယ်ပြီးရင် master တက်မယ် master ပြီးရင် PhD တက်မယ်ဒီလိုလေးရှိရပေါ့နော်အဲ့တော့အဲ့ဒီဂျားထဲမှာတခါအခုကျောင်းသားကျောင်းသူတွေနဲ့လည်းတော်တော်များများနဲ့ယဉ်နှီးတဲ့program လေးလည်းတစ်ခုရှိရပေါ့ pre master ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုpre-master ဆိုတာကကြတော့ဘယ်လိုလဲဆိုရင်ဥပမာကိုကတကယ်တမ်းတော့ bachelor degree တစ်ခုရပြီးသွားပြီး master ကိုတက်မယ်ဒါပေမဲ့ဥပမာပေါ့နော်ကိုရထားတဲ့ bachelor degree ကကိုသွားခြင်းနဲ့ master degree နဲ့တိုက်ရိုက်သက်ဆိုင်နေတာမဟုတ်တာမျိုးပေါ့နော်အဲ့ဒါမျိုးအနေထားတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုကဒီ bachelor degree မှာရထားတဲ့အမှတ် GPA ပေါ့နော် GPA ရှိတယ်နောက်တစ်ခါ master degree အတွက်တောင်းတဲ့ GPA ရှိတယ်အဲ့အမှနည်းနည်းလေးလိုနေတာမျိုးတွေပေါ့နော်နောက်တစ်ခါကျတော့ကိုရရမယ် IELTS level ရှိမယ် IELTS level ရဖို့အတွက်ကိုဥပမာ0.5လောက်လေး0.5လောက်လေးလိုနေတာမျိုးတွေပေါ့နော်ဒီလိုအနေအထားမျိုးမှာဆိုလို့ရှိရင်လည်းpre master ဆိုတာမျိုးကို master မတိုင်ခင်ပေါ့နော်ကျောင်းတစ်ကျောင်းချင်းစီရဲ့ run တဲ့ပုံမှန်မူတည်ပြီးတော့4လ8လပေါ့နော် semester တစ်ခုသို့မဟုတ်2ခုပေါ့နော်ဒါမျိုးတွေအရင်ရှေ့ကနေကြိုပြီးတက်ကြရတာရှိရပေါ့နော်အဲ့လိုတက်တဲ့နေရာမှာလည်းသူတို့ကဒီကျောင်းတစ်ကျောင်းချင်းစီ
ရဲ့ pre-master run တဲ့ပုံမှာမူတည်ပြီးတော့pre-master ရှိတဲ့ university မှာဆိုရင်ပေါ့နော်ကျွန်တော်တို့အရင် US ဖွင့်ခဲ့တယ် US သွားလို့ရခဲ့တုန်းကတော့ဒီ pre-master ရဲ့တချို့ဘာသာရပ်တွေဆိုရင်သူက master ကိုဆက်ပြီးတော့carry လုပ်သွားပြီးတယ် master နဲ့ master ရဲ့တချို့ဘာသာလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီး master ဆက်တက်တဲ့အချိန်မှာသူ pre-master မှာသင်ထားတဲ့ဘာသာရပ်ကလေးတွေကိုနှစ်ဘာသာသုံးဘာသာစသဖြင့်ကင်းလွတ်ခွင့်ရတာမျိုးလည်းရှိတတ်တယ်ဒါက US ရဲ့ run တဲ့ပုံစံပေါ့နော် US မဟုတ်ဘဲနဲ့အခြားနိုင်ငံတွေဆိုလို့ရှိရင်တော့ပုံမှန်များသောအားဖြင့် pre-master ဆိုတာကကြတော့ဒီကိုယ့်ရဲ့ပေါ့နော် master level မတက်ခင် bachelor နဲ့ဂျာမှာကိုယ်မှာလိုအပ်နေတဲ့ဟာလေးတွေကိုထပ်ပြီးပြင်ဆင်ပေးတာဖြစ်တဲ့အတွက်ကိုယ်သွားမဲ့ master degree ရဲ့အခြေခံဘာသာရပ်တွေပါမယ်နောက်တစ်ခုကကြတော့ဒီဟိုဘက်မှာပေါ့နော်ဒီ project တွေ assignment တွေဘယ်လိုလုပ်ရရဲဆိုတာမျိုးကိုကဥမာအင်္ဂလိပ်စာအမှတ်နဲ့လိုအပ်ခဲ့လို့ master ကိုတက်တာမျိုးဆိုရင်ဒီ English skills တွေ study skills တွေထပ်ပြီးတော့သင်ပေးတာမျိုးပေါ့နော်ဒါမျိုးတွေပါတယ်ဒါပေမဲ့ US မဟုတ်ဘဲနဲ့အခြားနိုင်ငံက pre-master တွေကတော့သူက bridging course အနေနဲ့ပဲတက်တဲ့သဘောမျိုးဖြစ်ပြီးတော့သူက pre-master ကနေပြီးတော့ဘာသာရပ်တွေ carry လုပ်သွားမှာဒါမျိုးတော့မပါတတ်ဘူးပေါ့နော် pre-master တည်တံ့ master တည်တံ့ဒီလိုသဘောမျိုးနဲ့သွားဒါပေမဲ့မှတ်ထားမှလေးတစ်ခုကကြတော့ဗာလဲဆိုရင်ဒီ pre-master ကကြတော့ master တက်ဖို့အတွက်ကိုပြင်ဆင်ပေးတဲ့ program လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကြီးပဲတည်တံ့ဆိုလို့ရှိရင်တော့ပြီးသွားလို့ရှိရင် pass တွေဆက်လျှောက်လို့ရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုး qualification တစ်ခုတော့မဟုတ်နေဘူးပေါ့နော်ကိုယ့်ရဲ့ master မတက်ခင်လိုအပ်တဲ့အချက်ကလေးကိုဖြည့်ဆည်းပေးတဲ့ဟာမျိုးနောက်တစ်ခါနောက်ထပ်ရှိသေးတဲ့ graduate diploma post graduate diploma ဒီလိုအသုံးနှုန်းတွေလည်းအသုံးနှုန်းနေတဲ့ program တွေလည်းရှိသေးရပေါ့နော်အဲ့ဒီမှာကြတော့တစ်ခါဘယ်လိုလေးတွေနည်းနည်းကွာပြန်လဲဆိုတော့ပေါ့နော် post graduate diploma ဆိုတာမျိုးကတော့အထူးသဖြင့်ကနေဒါတို့လို့ဟိုကကြတော့ဒီ New Zealand တို့လို့ပေါ့နော်ဒီလိုနိုင်ငံမျိုးတွေမှာလည်းသုံးတတ်တယ်စင်ကာပူမှာလည်းတချို့ private institution တွေမှာဆိုပေးတတ်တယ်ဒီ post graduate diploma ကြတော့သူကဘွဲရပြီးသားသူတွေမှာတက်လို့ရတဲ့ diploma ဒါပေမဲ့ဒီ post graduate diploma ကဒီကိုယ့်ရဲ့ပေါ့နော် qualification တစ်ခုအနေနဲ့တည်တံ့ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်တော့ဆိုရင်ကနေဒါမှာလည်း post graduate diploma အပြီးကြရင်လည်းဒီ diploma တဲ့တင်အလုပ်ရှာဖို့အလုပ်လုပ်ဖို့အတွက်PGWP လို့ခေါ်တဲ့အချိန်လေးထပ်ပြီးတော့ရတယ်ပေါ့နော်သူကကြတော့master ထက်နည်းနည်း level လေးနည်းနည်းတစ်ခုနှိမ့်တဲ့diploma တခုဒါပေမဲ့သူကသူ့ကြီးပဲတက်နဲ့လည်း qualification တခုအနေနဲ့အသုံးချလို့ရတဲ့ဟာမျိုးပေါ့နော်ဒါကတော့post graduate diploma လို့ခေါ်ကြလေးရှိတယ်။သူနဲ့ master နဲ့ကွာခြားချက်ဆိုရင်ဘာလေးရှိတယ်လဲဆိုတော့သူကတော့ဝင်အတွက်ကိုတောင်းတဲ့အမှတ်တွေနောက်တစ်ခုကစာရွက်စာတမ်းတင်ရတာတွေပို့ပြီးတော့တက်တာတဲ့နောက်ပြီးတဲ့ခါကျလို့ရှိရင် college များသောအားဖြင့်ကနေရာတို့ပါဆို college တွေမှာ run လေးရှိတယ်ပြီးသွားလို့ရှိရင်သူကကိုယ့်ရဲ့ပေါ့နော်ဒီတူညီတဲ့ master နဲ့ဆိုလို့ရှိရင်ကြတော့သူကmaster မှာသင်ရတဲ့ဘာသာတွေကိုတော့အဲ့ဒီညီပါအကုန်သင်ရတယ်ဒါပေမဲ့ master လိုမျိုး thesis တို့ dissertation တို့မပါနေဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားတဲ့ post graduate diploma တွေရှိတယ်နောက်ပြီးတော့ဒါကနေဒါတို့ New Zealand တို့မှာဆိုရင်ဒီလိုပုံစံမျိုးတွေနောက်စင်ကာပူရဲ့တချို့ private institution တွေမှာဆိုလို့ရှိရင် run လေးရှိရပေါ့နော်နောက်တစ်ခု graduate diploma ကကြတော့ဟိုပေါ့နော်အသုံးနှုန်းကတော့အမှန်တိုင်းပြောလို့ရှိရင်အရင်ကြီးတော့မကွာနေဘူးပေါ့နော် graduate diploma ကကြတော့ကနေဒါမှာလည်းတချို့ Ontario ပြည်နယ်တွေကဒီ college တွေဆိုလို့ရှိရင်တော့ post graduate diploma နဲ့ graduate diploma များပုံစံချင်းတူတတ်တယ်သူတို့ကလည်းဒီ graduate diploma ကဒီသူဟာသူပေါ့နော်တည်တံ့ stand alone ရက်တည်ပြီးတော့သူဟာသူလည်းပြီးရင်လုပ်ငန်းခွင်နဲ့ဝင်လို့ရတဲ့အထိပြင်ဆင်ပေးတဲ့diploma မျိုးပေါ့နော်ဒါကကနေဒါရဲ့ Ontario ပြည်နယ်တွေကအသုံးနှုန်းဆုံးပေါ့နော်ဒါပေမဲ့တစ်ဖက်မှာAustralia လိုနိုင်ငံမျိုးကြတော့ graduate diploma ဆိုတာကဘယ်နေရာမှာသုံးတာလဲဆိုတော့ပေါ့နော်ကျောင်းသားတစ်ယောက်က master degree ကိုရှောက်တဲ့အချိန်မှာ master degree အတွက်ကိုသူ့ရဲ့ဝင်သတ်မှတ်ချက်ကနည်းနည်းလေးလိုသေးတယ်ပေါ့နော်လိုသေးတယ်ဒါပေမဲ့ तू ကအဲ့ဒါဆိုလို့ရှိရင်ဒီကျောင်းသားကို master ကိုတော့ထိုင်ရိုက်လက်မခံသေးဘူးဒါပေမဲ့ master ရဲ့ဒီဟောပေါ့နော် master မှာသင်ရမယ့်ဒီ course work တွေကို cover ဖြစ်တဲ့ level ကို तू graduate diploma လို့ခေါ်လိုက်တယ်။များသောအားဖြင့် semester 2ခုလောက်တက်ရတယ်။အဲ့လိုမျိုး graduate diploma ကိုအရင်ဝင်ခွင့်ပေးလိုက်တယ်။ graduate diploma ပေးတတ်တယ်။ပြီးတော့ graduate diploma မှာကျောင်းသားကသတ်မှတ်တဲ့ level တွေအတိုင်းပြီးသွားလို့ဒီကျောင်းသားကဒီ dissertation ပေါ့ဒီ thesis ပေါ့နော်ဆက်လုပ်လို့ရတဲ့ level မျိုးဖြစ်သွားပြီဆိုတော့မှ graduate diploma ကနေတဆင့်ဒီ dissertation thesis လုပ်ဖို့အတွက်ကိုဆက်သွားတဲ့ master
program ပြောင်းရတယ်နော်အဲ့တော့ Australia ရဲ့ graduate diploma ဆိုတဲ့ပုံစံမျိုးကကြတော့သူက master ရဲ့ရှိရတစ်စိတ်တစ်ပိုင်းကိုကျောင်းသား master direct ဝင်ခွင့်အတွက်ကိုနည်းနည်းလေးလိုအပ်နေတဲ့အချိန်မှာ graduate diploma ဆိုတာမျိုးနဲ့အရင်လက်ခံပေးတဲ့သဘောပေါ့နော်တချို့ကျောင်းသားတွေကြတော့လေအဲ့ဒီ graduate diploma အပြီးမှာ thesis dissertation ကိုဆက်လုပ်ဖို့အတွက်ကိုနည်းနည်းလိုအပ်နေသေးတော့၎င်းဒါမှမဟုတ်ကျောင်းသားကိုယ်တိုင်ဆက်မလုပ်ဖြစ်တော့လို့တော့၎င်းဆိုရင်တော့လေသူကဒီ graduate diploma ဆိုတာမျိုးနဲ့ပဲဒီ diploma တစ်ခုရပြီးတော့သူ့ရဲ့ပညာရေးရတစ်ဖြတ်ပြီးသွားမယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးလေးနဲ့သွားပါတယ်အဲ့ခါကျတော့ကိုကအခုပေါ့နော်bachelor ပြီးသွားပြီကိုနိုင်ငံတကာကိုဘွဲ့လွန်တက်ဖို့စဉ်းစားနေပြီဒါပေမဲ့ဒီလိုစဉ်းစားတဲ့နေရာမှာဥပမာတချို့တွေကြတော့လေဟို bachelor degree မှာပေါ့နော်အရင်ကြီးအားထည့်ပြီးဟိုစာမလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါမှမဟုတ်လို့ရှိရင်လည်းအလုပ်တစ်ဖက်နဲ့ပို့လို့ပေါ့နော်အမှန်နည်းနည်းလိုအပ်နေတာရှိတယ်ဒါဆိုရင်ဘယ်လိုလမ်းကြောင်းစဉ်းစားရင်ကောင်းမလဲဒါမှမဟုတ်လို့ရှိရင်ကြတော့ကိုက bachelor degree လည်းတခြားလေးရထားတယ်သက်ဆိုင်ရာအလုပ်အတွေ့အကြုံလေးလည်းရှိထားတယ်ဒါပေမဲ့ကိုကပေါ့နော်နိုင်ငံတကာမှာကြတော့လုပ်ငန်းမှုဝင်ဖို့အတွက်အထိလုပ်ငန်းမှုဝင်ဖို့အတွက်ပေါ့နော်လိုအပ်တာလေးတွေကိုထပ်ဖြည့်ခြင်းနဲ့ဒါပေမဲ့ master degree လောက်အထိပေါ့နော် HGRE ကြီးမဲ့ဒီပြင်ဆင်ရတာလောက်အထိလည်းကိုယ့်အတွက်ကတိတ်အဆင်မပြေတော့ဘူးဒါဆိုရင်ကြတော့ post graduate diploma ကိုရွေးမလားဒါမှမဟုတ်ကိုယ့်ရဲ့ပန်းတိုင်က master ကိုကောင်းကောင်းလိုချင်တာဒါပေမဲ့ master သွားဖို့အတွက်ကိုလည်းကိုကတိုက်ရိုက်ဆိုလို့ရှိရင်နည်းနည်းလေးခက်ခဲနေဦးမယ်အလဲကောင်မှာတစ်ခုခုသွားရအောင်မယ်လို့စဉ်းစားရမျိုးဆိုရင် pre master သွားမလားပေါ့နော်ဒါကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့တစ်ခုချင်းစီဒါပေမဲ့ကိုသွားချင်တဲ့နိုင်ငံအလိုက်လေးစဉ်းစားကြည့်လို့ရပါတယ်နော်ဆိုတော့ဒါကတော့ဒီသွားလို့ရတဲ့ post graduate program တွေအမျိုးမျိုးရဲ့ကွာခြားပုံတွေဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုး program အမျိုးမျိုးရှိတာကတော့သိပြီပေါ့နော်ဒါပေမဲ့အဲ့ဒီ program တိုင်းကလည်းနိုင်ငံတိုင်းမှာရှိတာမျိုးမဟုတ်ဘူးပေါ့အဲ့တော့ဟိုမှာဒီ master degree သွားရဲဆိုရင်အခုတလောပေါ့နော်မြန်မာကျောင်းသားတွေအသွားများပြီးတော့အဆင်ပြေကြတာဆိုလို့ရှိရင်တော့ဟိုမှာကိုရီနဲ့အနီးနားမှာဆိုလို့ရှိရင်စင်ကာပူ Thailand ရှိနေနောက်တစ်ခါကျတော့အခုဒီအထူးသဖြင့်တော့ပေါ့နော်ကျမတို့ခုချိန်မှာတော့ UK နဲ့ US ဆိုတဲ့တကယ်ပေါ့နော်ရွေးချယ်စရာအများဆုံးရွေးချယ်လို့အကောင်းဆုံးပေါ့နော်နိုင်ငံကြီးနှစ်နိုင်ငံကအခုသွားလို့မရနေတဲ့အတွက်အခုချိန်မှာကတော့ကျမတို့ဒီဥရောပနိုင်ငံတွေကိုလည်းစဉ်းစားလာကြတယ်ပေါ့နော်အဲ့တော့ခုနောက်ပိုင်းဆိုဥရောပနိုင်ငံတွေလည်းသွားကြတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကနေဒါပေါ့နော်ကနေဒါလည်း post graduate အတွက်ကိုဝင်ခွင့်ရဖို့အထူးသဖြင့် master degree အတွက်ဝင်ခွင့်ရဖို့ဆိုရင်တော်တော်ကြီးခက်ပြီးတော့ပြင်ဆင်ရတာတွေများတယ်ဆိုပေမဲ့ကနေဒါလည်းပါပြီးတော့အကုန်လုံးရဲ့ဟိုသွားချင်တဲ့နိုင်ငံတစ်ခုဖြစ်နေလို့မျိုးပေါ့။ဘာကြောင့်လဲဆိုတော့ကနေဒါတို့လိုနောက်ကနယူးဇီလန်တို့လိုနိုင်ငံတွေကြတော့ဝင်ခွင့်တော့ခက်တယ်ပြင်ဆင်ရတာတွေများတယ်ဒါပေမဲ့တကယ်ဝင်ခွင့်ရသွားခဲ့ပြီဆိုလို့ရှိရင်ကြတော့ဥမာ master level တွေဆိုအချို့တွေလည်းအခုနောက်ပိုင်းပေါ့နော်ဥမာအသက်30ကျော်35လောက်ပေါ့နော် family life ရှိနေပြီးတဲ့အချိန်မှာဒီနိုင်ငံတွေကို migrate လုပ်ဖို့အတွက် master degree ပြန်လျှောက်ကြတာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုလူမျိုးတွေအတွက်ဆိုရင်တော့သူတို့ကဥမာဒီကိုကပေါ့နော်ဒီတယောက်က master degree သွားတက်ပြီဆိုလို့ရှိရင်ကျန်တဲ့သူကကြတော့ဗီဇာလည်းအဆင်ပြေခဲ့တယ်ဆိုရင်ပေါ့နော်ပြင်ဆင်ရတာတွေတော့အများကြီးပေါ့ဒါပေမဲ့ကျန်တဲ့သူကကြတော့ဥမာ spouse အနေနဲ့လိုက်လို့ရတာမျိုးတွေရှိတဲ့ခါကြတော့နော်ဆိုတော့နောက်တစ်ခုကတော့ကနေဒါတို့နယူးဇီလန်တို့ကြတော့လည်းကြောင်းပြီးသွားတဲ့အချိန်မှာဒီဆက်ပြီးတော့ပေါ့နော်ဒီအလောက်ကိုင်းအခွင့်အလမ်းအတွက်ကကြတော့လည်းအခုချိန်ထိတော့သူတို့စီမှာကဘာပဲပြောခက်တယ်ဆိုပေမဲ့လည်းလုံးဝမဖြစ်နိုင်တာမျိုးမဟုတ်ဘဲနဲ့စူးစမ်းရင်ရနိုင်သေးတဲ့အနေအထားမျိုးရှိနေသေးတော့ပေါ့နော်အခုကနေဒါနယူးဇီလန်ကတော့ခက်တယ်ဆိုပေမဲ့လည်းသွားချင်နေကြတော့မယ်เนาะအဲ့တော့စင်ကာပူ Thailand အနေနဲ့ဆိုလို့ရှိရင်တော့ဘယ်လို program မျိုးတွေလဲဆိုတော့စင်ကာပူမှာဆိုလို့ရှိရင်တော့ master degree ရှိတယ်လို့ခုနကလို့ဒီကျောင်းသားတယောက်ချင်းစီရဲ့လိုအပ်ချက်အလိုက်လုပ်ငန်းခွင်အနေအထိဝင်လို့ရအောင်လို့ပေါ့နော်အဆင်ပြေစေတဲ့ post graduate diploma မျိုးတွေလည်းရှိတယ်ဥပမာ Thailand မှာဆိုလို့ရှိရင်တော့ master degree အဓိကသွားတယ်ပဲเนาะ Thailand master degree ကြောင့်မြန်မာကျောင်းသားတွေအတွက်ဆိုရင်ဝင်ခွင့်သတ်မှတ်ချက်နဲ့ပတ်သက်လို့စင်ကာပူ Thailand ရောပါပဲเนาะ master post graduate diploma လို့ဆိုရင်ဝင်ခွင့်သတ်မှတ်ချက်နဲ့ပတ်သက်လို့ဆိုရင် flexible ဖြစ်တဲ့အထဲမှာပါတယ်အမှတ်တွေပါတွေဆိုလို့ရှိရင်အရင်အမြင့်တောင်းနေတာမျိုးမဟုတ်ဘူးပေါ့เนาะနောက်ပြီးတဲ့ခါကျတော့ Thailand ဆိုလို့ရှိရင်တော့သူက master degree တက်ပြီဆိုလို့ရှိရင်လည်းညာတော့အဖြစ်ပေါ့เนาะဒီကျောင်းသားတွေအတွက်ကိုတက်ရမယ့်အချိန်ကိုပါပြီးတော့တော်တော်လေးလုံလုံလောက် student visa ကိုပေးထားလေးရှိတယ်ပေါ့เนาะအဲ့တော့ဒါကလည်း Thailand ရဲ့အားသာချက်တစ်ခုပေါ့နောက်တစ်ခါဥရောပနိုင်ငံတွေမှာဆိုလို့ရှိရင်တော့တွားမယ်ဆိုရင် master ကို direct လျှောက်တာလည်းရှိတယ်ဒါပေမဲ့ဥပမာ Germany ရဲ့ public university လိုမျိုးတွေဆိုရင်တော့ master direct ရဖို့ကအရင်ခက်ခဲတယ်ပေါ့เนาะအဲ့လိုမျိုးဆိုတော့ညာတော့အဖြစ်တော့နောက်ပိုင်းဆိုလို့ရှိရင်Hungary တို့ Ireland တို့ဒီလိုနိုင်ငံမျိုးတွေဆိုလို့ရှိရင် master နဲ့တွားကြရဲပေါ့တခါဒီ Ireland တို့ပါတော့ဆိုရင် master ကို direct ဝင်လို့ရဖို့နည်းနည်းလေးလိုနေသေးတော့ဆိုရင် pre master လမ်းကြောင်းတွေကနေလည်းသွားလို့ရတာရှိတယ်เนาะနောက်တစ်ခါကနေဒါဆိုလို့ရှိရင်တော့ခုနကလို့ကိုယ့်ဘက်ကပေါ့နော်သတ်မှတ်ချက်တွေအကုန်လုံးကိုဖြည့်ဆည်းပေးနိုင်တဲ့သူမျိုးပေါ့နော်အစားရ bachelor degree မှာလည်း GPA အရန်ကောင်းထားတဲ့သူမျိုးပေါ့နော်တောက်လျှောက်တက်ထားတာမျိုးတွေဆိုလို့ရှိရင်တော့ master ကိုလျှောက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဘွဲတစ်ခုရပြီလို့ကိုယ့်ရဲ့ပေါ့နော်ဒီ professional
အတွက်ကို professional ဒီ career အတွက်ကိုပေါ့နော်သက်ဆိုင်ရာနိုင်ငံရဲ့ပေါ့နော်အတိအမှတ်ပြု diploma တစ်ခုခုထပ်ရခြင်းတဲ့သူဆိုရင်တော့ post graduate diploma တွေကိုစဉ်းစားကြတာလည်းရှိတယ်။နောက်တစ်ခါ New Zealand ဆိုလို့ရှိရင်တော့သူကmaster degree ရှိမယ်သူရဲ့သတ်မှတ်ချက်ကတော့ကနေဒါထက်တော့နည်းနည်းလေးပိုပြီးတော့ flexible ဖြစ်တယ်။နောက်တစ်ခါ New Zealand မှာဆိုရင်တော့အဲ့မှာဆက်ဝင်ခွင့်အတွက်နည်းနည်းလေးလိုအပ်ချက်ရှိနေရဆိုရင် pre-master ကနေတဆင့်သွားလို့ရတဲ့လမ်းကြောင်းတွေလည်းရှိတယ်။အဲ့တော့ဒီမှာပေါ့နော်ပုံမှန်အခုလောလောဆယ်တော့ US နဲ့ UK ကတော့လုံးဝသွားလို့မရသေးတဲ့အတွက်ကြောင့်မို့လို့ထည့်မရေးထားဘူးပေါ့။နောက်တစ်ခါAustralia ဆိုလို့ရှိရင်လည်းသူကတော့လုံးဝပိတ်ထားတယ်လို့မဟုတ်ဘူးမယ် visa ချက်တယ်တော်တော်လေးချက်တယ်ပေါ့အဲ့ခါကျတော့ Australia ကိုလည်းတက်အနေနဲ့တော့ကျွန်တော်ဒီညမှာ country choices အနေနဲ့တော့ထည့်မရေးထားဘူးပေါ့လေဒါပေမဲ့ Australia ရဲ့ပုံစံဆိုလို့ရှိရင်တော့သူက New Zealand နဲ့တူတယ်ပေါ့နော်master degree ဝင်ခွင့်အတွက်ကိုသတ်မှတ်တဲ့နေရာမှာကနေဒါလောက်အထိတော့မခက်ဘူးခက်တဲ့လောက်တော့ခက်တယ်ဒါပေမဲ့သူစီမှာလည်းအကယ်လို့ဝင်ခွင့်သတ်မှတ်ချက်ကနည်းနည်းလေးလိုအပ်ခဲ့ဆိုရင် pre-master တဆင့်သွားလို့ရတဲ့လမ်းကြောင်းရှိနော်အဲ့တော့ခုနက post graduate ဆိုရင် post graduate တက်ဖို့အတွက်ဆိုရင်ဘယ်လိုလမ်းကြောင်းတွေရှိဘယ်လို program တွေရှိလဲနောက်တစ်ခါဘယ်နိုင်ငံတွေကိုအခုချိန်မှာအရွေးများကြလဲဘယ်လိုတွေရှိလဲပေါ့နော်ဒါပြီးသွားတဲ့အချိန်မှာအားလေးရှိနေဆိုတော့နိုင်ငံရွေးချယ်ပြီးတဲ့အခါကျရင်ဘာသာရက်ပေါ့နော်ကိုသွားချင်တဲ့ဘာသာရက်အလိုက်ဘယ်နိုင်ငံတွေကိုရွေးချယ်ကောင်းမလဲဒါမှမဟုတ်လို့ရှိရင်ဘယ်နိုင်ငံတွေမှာတော့ဘယ်ဘာသာရက်တွေကသင်လို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒါလေးတွေလည်းကျွန်မထပ်ပြီးတော့ဟောပေါ့နော် present လုပ်ဖို့လေးထားပါတယ်အဲ့တော့ဥပမာပေါ့နော်ကိုသွားချင်တာကbusiness တို့ marketing တို့ finance တို့ media communication accounting စသဖြင့်ပေါ့နော်ဘာသာရပ်မျိုးတွေဆိုရင်တော့နိုင်ငံကြီးတွေပေါ့နော်ဥပမာ UK USA Australia ကနေဒါနဲ့သွားနိုင်တော့လည်းအကောင်းဆုံးပေါ့ဒါပေမဲ့ဒီဘာသာရပ်တွေသင်ယူဖို့တော့ကကြတော့အဲ့နိုင်ငံကြီးတွေဖြစ်မှရလည်းမဟုတ်ဘူးပေါ့နော်နိုင်ငံတိုင်းမှာကတော့ business ကိုအကောင်းဆုံး run ပေးနိုင်တဲ့အကြောင်းလေးရှိတယ် business ကောင်းကောင်း run ပေးနိုင်တဲ့အကြောင်းဆိုတော့ဒါပြသူ့ရဲ့အောက်မှာသူ့ရဲ့ umbrella အောက်မှာပေါ့နော် major အခွဲတွေအနေနဲ့ဒါမှမဟုတ် specialization အနေနဲ့ပါတတ်တဲ့ဒီ accounting finance ဆို marketing တို့လည်းသူပါလာတာပဲဆိုတော့ပေါ့နော်ဒီကိုသွားခြင်းတဲ့ဘာသာရပ်တွေကဒီဘာသာတွေဆိုလို့ရှိရင်တော့နိုင်ငံကိုရွေးချယ်တဲ့နေရာမှာဒီနိုင်ငံကြီးကိုသွားရမှကောင်းမယ်ဆိုတာမျိုးထပ်ပေါ့နော်ကိုနဲ့ကိုရဲ့ budget နဲ့အခြေအနေနဲ့ visa အတွက်ပြင်ဆင်နိုင်တဲ့စာတမ်းအနေနဲ့ကိုက်ညီတော့နိုင်ငံကိုလည်းရွေးမယ်ဆိုရင်ရွေးလို့ရတယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီ engineering တို့ science တို့ computer science IT ပေါ့နော်science ဆိုတဲ့အောက်မှာလည်းဒီပေါ့နော်physics တို့ chemistry ဘာညာဒါတွေလည်းပါတာပေါ့နော်ဒီလိုမျိုးဘာသာရပ်တွေဖြစ်လာခဲ့လို့ရှိရင်တော့ leading countries တွေကိုသွားနိုင်ရင်တော့အကောင်းဆုံးပဲပေါ့ဥပမာကနေဒါ New Zealand အရင်တော့ဒါဒီနေရာမှာ UK US ကလည်းထိပ်ဆုံးကပါခဲ့တာပေါ့နော်ဒါပေမဲ့အခုလောလောဆယ်အနေထားရဆိုတော့ကနေဒါတို့ New Zealand တို့နောက်တစ်ခုကtechnology နဲ့ပတ်သက်လို့ရှိရင် Germany ကလည်းထိပ်တန်းရောက်တာပဲပေါ့နော်နောက်တစ်ခုကတော့အခုနောက်ပိုင်းဒီ tech company တချို့ထပ်ပြီးတော့ပေါ့နော်နေရာတွေရွှေ့သွားကြတဲ့ Ireland နေရာရွှေ့သွားကြ Ireland ကိုလည်းပြောင်းပြီးလုပ်ကြတယ်ပြောတာပေါ့နော်အဲ့လိုမျိုးဆို Ireland နောက်တစ်ခုကကြတော့စင်ကာပူဆိုလို့ရှိရင်ဒါအနီးနားသွားလို့ရတဲ့နိုင်ငံအနေနဲ့မှာဆိုလို့ရှိရင် computer science ဆို IT တို့ကိုကောင်းကောင်းသင်ပြရတဲ့နိုင်ငံတွေမှာပါတယ်နောက်တစ်ခုကတော့ Australia လည်းဒီဘာသာတွေအတွက်ကိုအားတာတင်လားအားတာတယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံတွေကိုတော့အဓိကရွေးနိုင်တော့အကောင်းဆုံးပေါ့နော်နောက်တစ်ခုကကြတော့ဒီ health care တို့ nursing တို့လည်းဒါခုနောက်ပိုင်းကျောင်းသားတွေမှာချိုးကြတယ် nursing ကအလုပ်ကိုင်ကောင်းတယ်ဗျာပြောပြီးတော့ရွေးချယ်ခြင်းကြတာရှိရပေါ့ဒါပေမဲ့ nursing ဆိုတာမျိုးကကြတော့ဘာလို့လဲဆိုတော့အခုဒါဒီ seminar ရဲ့ဘာလို့ဒီ webinar ရဲ့အဓိက target ကိုကလည်း post graduate level ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တချို့ကြတော့လည်းbachelor degree မှာကလေးကဒီ health care ဒါမှမဟုတ်ရှင်သက်ဆိုင်ရာပေါ့နော်ဒီ nursing တို့ဘာလို့ကိုတက်လာခဲ့တဲ့သူတွေရှိတယ်တချို့ကြတော့လည်းဘွဲရတော့အဲ့ဒါနဲ့ဆက်တာမဟုတ်ဘူးဒါပေမဲ့အခုကိုကပေါ့နော်နိုင်ငံတကာကိုသွားဖို့စဉ်းစားပြီးဆိုတဲ့အချိန်မှာကြတော့တစ်ဖက်နိုင်ငံမှာလည်းပေါ့အလောက်ကိုင်းအခွင့်အလမ်းကောင်းသောဘာသာရပ်မျိုးကိုရွေးချယ်ချင်တာလည်းရှိပေါ့နော်အဲ့ဒါမျိုးဆိုရင်ကြတော့ nursing ကလည်းကိုတကယ်သာလုပ်နိုင်ခဲ့တယ်ဆိုရင်ပေါ့လေနော်တခြားနိုင်ငံတွေမှာကတော့ဒီဘာသာကတော့အများတန်းလို့ဒီအလုပ်ကိုင်းနဲ့ပတ်သက်လို့ရှင်တော့ demand များတဲ့ဘာသာရပ်ဖြစ်နေတာပေါ့နော်ဖြစ်နေတဲ့အခါကျတော့တွတ်တက်ခင်မယ်ဆိုရင်တော့အခုချိန်မှာတော့ဒီ Australia New Zealand နဲ့ Singapore ကတော့ဒီ nursing အတွက်ကိုလည်းသူတို့ကအားကောင်းတဲ့နိုင်ငံတွေလို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့တခြား health care program တွေဆိုလို့ရှိရင်လည်းသွားကြတယ်ပေါ့နော်နောက်တစ်ခါဗာလဲဆိုလို့ရှိရင်ဒီ hacker nursing ကတော့နည်းနည်းလေးပို့ပြီးတော့ပေါ့နော်ဒီ sector ထဲမှာပို့ပြီးတော့ service ပေးရတဲ့အပိုင်းပေါ့လေနောက်ထပ် medical related ဘာသာရပ်တွေကြတော့ဒီ life science ထဲကဟာဆိုလို့ရှိရင်ဒီ biomedical science တို့biotechnology တို့စသဖြင့်ပေါ့နော်သူကတော့ဒီ lab တွေထဲမှာ research လုပ်ရတာများတဲ့ဘာသာရပ်မျိုးတွေနောက်တစ်ခါကျတော့ pharmacy နောက်တစ်ခါ medicine ပေါ့နော်ဒီလိုဘာသာရပ်မျိုးတွေဆိုလို့ရှိရင်တော့အခုနောက်ပိုင်းကဒီဥရောပနိုင်ငံတွေထဲမှာဆိုလို့ရှိရင်လည်း Hungary တို့ Ireland တို့ရွေးကြတယ်တကယ်တမ်းကပေါ့နော်ဒီ undergrad level မှာဆိုလို့ရှိရင်တော့မလေးရှားဆေးကျောင်းတွေလည်းအများကြီးရွေးကြတယ်ဒါပေမဲ့ဒါကတော့အခုလောလောဆယ်ကဒီ post graduate အတွက်ကို target
က်ထားတဲ့ webinar ဖြစ်တဲ့အတွက်ပေါ့နော်ဒီ Hungary တို့ Ireland တို့ပဲအဓိကထည့်ထားတာနော်။ဘာကြောင့်လဲဆိုတော့လေ medicine ကတကယ်တမ်းပေါ့နော် medicine တို့ pharmacy တို့ life science တို့ကမှန်တိုင်းပြော post graduate level မှာလည်းအရင်တုန်းကလိုအနေအထားမျိုးဆိုလို့ရှိရင်တော့ UK တို့ US တို့ကဒါရွေးချယ်လို့အကောင်းဆုံးနိုင်ငံတွေပေါ့နော်။ဒါပေမဲ့အခုလောလောဆယ်တော့အဲ့နိုင်ငံကြီးနှစ်နိုင်ငံကသွားလို့မရတဲ့အတွက်ကြောင့်မို့လို့ဒါ post graduate level မှာသွားလို့ရတဲ့နိုင်ငံတွေကဘာပြောအဆင့်တန်းမြင့်နေတဲ့တင်လို့ရတဲ့နိုင်ငံတွေကိုကျွန်တော်တို့ထည့်ပေးထားတာပေါ့နော်။နောက်တစ်ခါhospitality tourism ဆိုရင်တော့အရင်ပေါ့နော် undergrad level ပဲဖြစ် post graduate level ပဲဖြစ်အရင်ကြီးထူးထူးခြားခြားမိတ်ဆက်ပေးနေစရာမလိုဘဲနဲ့နာမည်ကြီးတာတော့ Switzerland ပေါ့နော်ဒါပြောစရာမလိုဘူး hospitality tourism အတွက်ဆိုရင်တော့လက်တွေ့ပါတင် ကြားပေးတဲ့ထိပ်ဆုံးနိုင်ငံဖြစ်တယ်နောက်တစ်ခါကိုကပေါ့နော်အနီးနားနိုင်ငံတစ်ခုမှာပဲဒီ hospitality tourism ကိုကောင်းကောင်းသိနေမယ်ဆိုလို့ရှိရင်တော့ဒါ Thailand ကကောင်းဆုံးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူစီမှာကျတော့လက်တွေ့သိနေလို့ရတဲ့နေရာတွေလည်းအများကြီးရှိတာเนาะဆိုတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့Switzerland မှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီထားလိုက်ပါတော့ကိုရဲ့ bachelor degree ကhospitality tourism နဲ့ပဲမှာ hotel ပြီးတဲ့မှာမဟုတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဘွဲရပြီးလို့အလုပ်လုပ်တဲ့အချိန်မှာဒီနေ့ပဲတဲ့ကိုရောက်လာလို့ပို့ပြီးတော့ပေါ့နော်ဒီဟာကိုပညာရပ်တစ်ခုအနေနဲ့ပါစနစ်တကျသင်ယူချင်တာမျိုးဆိုလို့ရှိရင်တော့ဆွစ်ဇာလန်မှာတခြား bachelor degree ကပြီးထားပြီနဲ့လေmaster အထီကိုပေါ့နော်သွားလို့ရတဲ့ဒီ hospitality tourism မှာသွားလို့ရတဲ့လမ်းကြောင်းရှိရဲအဲ့ဒါကတော့ခုနလိုပဲ master တော့သူကတိုက်ရိုက်တက်လို့မရသေးဘူးပေါ့ကိုယ့်ရဲ့ bachelor degree ကကြတော့ relevant bachelor degree မဟုတ်ထားတဲ့အတွက်လေဒါပေမဲ့ဆွစ်ဇာလန်မှာဆိုလို့ရှိရင်လည်းသူက post graduate diploma တစ်နှစ်ပြီးသွားလို့ရှိရင်နောက်ထပ် master တစ်နှစ်စုစုပေါင်းနှစ်နှစ်သွားလို့ရတဲ့လမ်းကြောင်းတွေလည်းရှိတယ်ဒါဆိုလို့ရှိရင်ကြတော့ကိုက bachelor degree က hospitality tourism hotel ဒီနေ့ပဲမှာမဟုတ်ခဲ့ပေမဲ့ပေါ့နော် master ကိုဒီလမ်းကြောင်းပြောင်းသွားလို့ရတဲ့ပုံစံတွေပေါ့နော်ပြီးတော့သွားမှာဆွစ်ဇာလန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ပဲမှာကျွမ်းကျင်သွားမှာတော့ပြောစရာမလိုဘူးပေါ့နော်ဆွစ်ဇာလန်ဆိုလို့ရှိရင်တော့သူကတော်တော်များများသိထားကြတဲ့အတိုင်းတစ်နှစ်ချင်းစီမှာဆွစ်ဇာလန်ရဲ့ hospitality school tourism school တွေကကြတော့စာသင်6လပြီးအလုပ်တွေကြုံ6လနဲ့အဲ့လိုမျိုးတွေ run ပြီးတာပေါ့နော်ဆိုဒါဆိုလို့ရှိရင်တော့ကိုစိတ်ဝင်စားတဲ့နိုင်ငံအလိုက် ကိုစိတ်ဝင်စားတဲ့ဘာသာရပ်အလိုက်ဘယ်နိုင်ငံတွေကိုရွေးချယ်လို့ကောင်းမလဲပေါ့လေအခုတလုံးမှာအသွားများကြတဲ့အရွေးများကြတဲ့နိုင်ငံတွေပေါ့နော်ဒါတွေကြတော့ဆိုတော့အခုကျမတို့ခုနကတော့လမ်းကြောင်းပြီးသွားလို့ရှိရင်နိုင်ငံနောက်ပြီးတော့ဘာသာရပ်ပေါ့နော်ဒါတွေကိုသိသွားပြီးတဲ့အချိန်မှာ master degree ဖြစ်တဲ့အတွက်ကြောင့်မို့လို့ထုံးစံတိုင်းပြင်ဆင်ရတာကြီးများတယ်နော်များတဲ့ခါမှာနိုင်ငံတနိုင်ငံချင်းစီပုံမှာမူတည်ပြီးတော့ပြင်ဆင်ရတဲ့တောင်းတဲ့ requirement တွေကွာတယ်ပေါ့နော်ကွာတဲ့အချိန်မှာဘာလေးတွေမိတတ်ကြလဲဆိုတော့ပေါ့နော်အခုမှာmaster တက်ချင်တယ်ဆိုလို့ရှိရင် GRE တို့ GMAT တို့မဖြစ်မနေလိုတာလားပေါ့နော်ပြီးသွားတဲ့ခါကျရင်အလုပ်အတွေ့အကြုံတော့ရှိရမှာလားပေါ့နော်ဆိုတော့ဒီမိကွန်းတွေကလည်းအမြဲတမ်းမိတတ်ကြတဲ့မိကွန်းတွေပေါ့ဆိုတဲ့ခါကျတော့ပုံမှန်ပေါ့နော်အရေးကြီးဆုံးလိုအပ်ချက်ကတော့ဒါပြောစရာမလို master သို့မဟုတ်လည်း post graduate diploma graduate diploma ပေါ့နော်ဒါတွေကိုတက်မှာဖြစ်တဲ့အတွက်ဘွဲလွန်level ဖြစ်တော့ဒီဘက်ကရထားတဲ့ဘွဲတစ်ခုကတော့အရေးကြီးဆုံးပေါ့နော်ဆိုတော့ဘွဲမှာmaster ဆိုလို့ရှိရင်တော့တော်တော်များများကဒီသက်ဆိုင်ရာ bachelor degree relevant bachelor degree ဖြစ်ရမယ်နောက်ပြီးတဲ့အခါကျတော့ bachelor ဒီ degree certificate ကြီးနဲ့နောက်တစ်ခုကကျတော့အကြောင်းတွေကထုတ်ပေးထားတဲ့ဒီ GPA နဲ့ထုတ်ပေးထားတဲ့ transcript တွေလိုနဲ့ဒါမဖြစ်မနေလိုမဲ့ဟာအဲ့ဒီမှာနိုင်ငံပေါ်မူတည်ပြီးတော့ကနေဒါတို့လိုအရင် US ရှိခဲ့တဲ့ US လိုမျိုးနိုင်ငံတွေဆိုရင်ကျတော့အမှတ်ကိုလည်းတော်တော်လေးကြီးတယ် GPA များတယ်လို့မှရွေးချယ်စရာ university များတယ် GPA ကနည်းတယ်သို့မဟုတ်လို့ရှိရင်အောက်မှတ်ပတ်ဝန်းကျင်ပဲဆိုလို့ရှိရင်တော့ရွေးချယ်စရာ university တော်တော်လေးကိုရှားတယ်เนาะဆိုတော့ကိုယ်အမှတ်ပုံမှာမူတည်ပြီးတော့လည်းတခါရွေးလို့ရတဲ့နိုင်ငံပွားသွားနိုင်တယ်ပေါ့နော်ပြီးသွားရင်နိုင်ငံအလိုက်ဒီပေါ့နော်ကိုကအင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာတော့တက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သို့မဟုတ်လို့ရှိရင်လည်းဂျာမနီတို့ဟန်ဂေရီတို့ဒီဂျာမနီတို့ဟန်ဂေရီတို့မှာနယ်သာလန်ဆိုပါလို့ဖြစ်ခဲ့တယ်ဆိုရင်တော့ကိုကအင်္ဂလိပ်လိုသင်တဲ့ master degree ကိုပဲရွေးလျှောက်လို့ရတာဖြစ်တဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့ English qualification ကိုပြဖို့အတွက်ကကြတော့ဒီ IELTS ဆို၎င်းတချို့နိုင်ငံတွေဆို Duolingo ကိုလက်ခံတယ် PTE လက်ခံတယ်ဆိုဒါတွေကိုပြင်ဆင်လို့ရတယ်ပေါ့နော်ဆိုတော့မဖြစ်မနေလိုအပ်မှာကကိုယ့်ရဲ့ bachelor degree certificate နောက်တစ်ခုကကျတော့ GPA နဲ့ထွက်ထားတဲ့ transcript တွေလိုမယ် English qualification တွေလိုမယ်နောက်တစ်ခုကကျဆရာမတွေရဲ့ recommendation letter လိုမယ်အဲ့ဒါကလည်းပါလဲဆိုတော့ဒီ master degree ရှောက်မဲ့ကျောင်းသားတွေမှာဆိုနည်းနည်းလေးခက်ခဲဖြစ်တတ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အရင်တော့ကျတော့လေဒါ overseas ကိုကျောင်းသားတက်ဖို့အတွက်စဉ်းစားခဲ့မယ်ဆိုကို bachelor degree အပြီးမှာဘွဲလက်မှတ်မစင်တော့ရလာတယ်ဒါပေမဲ့ဆရာမတွေစီကတော့ recommendation တွေပါတယ်ဆိုတာတကူတကဘယ်မှအောင်ခဲ့ဖြစ်တာမရှိဘူးပေါ့နော်။အဲ့တော့ကိုကလုပ်ငန်းခွင်ထဲမှာလည်းအလုပ်တွေ့တယ်မရဘူးပြီးအခြ
ချိန်တစ်ခုရပြီအခုကျမှအချိန်တွေကြောင့်လည်းတော့ကို master degree ပြန်တက်မယ်လို့စဉ်းစားလိုက်တော့ဒီ bachelor တော့က recommendation letter ဆရာမတွေရဲ့ recommendation letter မဖြစ်မနေလို့ရဆိုတော့ဒီအချိန်မှာပြန်သွားတောင်းဖို့လို့ဘာလို့မလွယ်တော့အဲ့ဒီတော့ဆရာမတွေကလည်းတခါဒီတက်ကတူမှာရှိကြမှာလည်းရှိတော့မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလည်းအခက်အခဲဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီ master degree အတွက်ဆိုလို့ရှိရင်တော့ဒီဟာကလည်းအနည်းဆုံးတော့ဆရာ2ယောက်ဆရာ recommendation letter ကမဖြစ်မနေလို့တဲ့ဟာဖြစ်တော့လေအဲ့ဒီဟာကြောင့်မို့လို့အရင်ကဆိုလည်းကနေဒါမှာတခါလေးကြောက်လဲဆရာမကြီး recommendation ပြန်တောင်းရတာတွေပါလေခက်သွားတော့နောက်ပိုင်းဒီ recommendation မတောင်းနဲ့ပေါ့နော် post graduate diploma တွေကိုပြောင်းလျှောက်ကြတာမျိုးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အမှတ်ကလည်းကောင်းနေတယ် master အတွက်ကိုလည်းမှီနေတယ်နောက်တစ်ခါ master ဆိုတာတော့တခါတည်းတက်ရုံနဲ့ကိစ္စတစ်ခုပြီးသွားပြီးတော့တခါလေးပွဲရသွားပါတော့ဆိုတော့အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဖြစ်နိုင်ရင်တော့ပေါ့နော်မာစာကိုတော့တိုက်ရိုက်တက်ဖို့တော့အားပေးတယ်ဒီဆရာမ recommendation ကတော့အတက်နိုင်ဆုံးတော့ပြန်ပြီးစူးစမ်းကြရတာပေါ့လေနောက်ဆုံးကိုယ့်ရဲ့ bachelor degree ကဆရာမကိုဘလို့မှပြန်တောင်းလို့အဆင်မပြေတော့ဘူးဒါပေမဲ့ကိုကအခုလက်ရှိမှာလေဒီပေါ့နော်ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒီ master degree လျှောက်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့နယ်ပယ်မှာပေါ့နော်နောက်ထပ်professional certificate တွေယူနေတာရှိတယ် course တွေတက်နေတာရှိတယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတော့အဲ့ရဆရာမစီက recommendation တော့ရအောင်ယူပါတာနောက်တစ်ခါကျတော့ဗာလဲဆိုလို့ရှိရင် work experience ကကြတော့များသောအားဖြင့်ကတော့ဘလို့အနေထားမျိုးတွေမှာမဖြစ်မနေလိုအပ်လဲဆိုတော့ MBA ရှောက်မဲ့ကျောင်းသားတွေ MBA ဆိုလို့ရှိရင်တော့ကမ္ဘာတော်မှရှိတဲ့ MBA ရဲ့90%လောက်ကတော့အလုပ်တွေးကြုံကိုတောင်းကြတယ်တောင်းတဲ့နေရာမှာတော့ university ရဲ့ ranking အမြင့်နောက်တစ်ခါကျတော့နိုင်ငံအကြီးနိုင်ငံအသေးပေါ့နော်ဒါတွေပေါ်မှာမူတည်ပြီးတော့ဒီအလုပ်တွေးကြုံဆိုလို့ရှိရင်ဥပမာ9နှစ်လောက်ဒီအလုပ်တွေးကြုံတောင်းတဲ့နိုင်ငံသို့မဟုတ်ကျောင်းရှိတယ်အဲ့ဒီ9နှစ်မှာအနည်းဆုံး3နှစ်က executive level မှာဒါမှမဟုတ် managerial role မှာလုပ်ထားတဲ့ဟာဖြစ်ရမယ်ဆိုပြီးတော့တောင်းနိုင်လည်းရှိတယ်တချို့ကျတော့လေကျောင်းကပေါ့နော်အရင်ကြီး ranking အမြင့်မဟုတ်တာမျိုးပါညာဆိုရင်တော့လေအနည်းဆုံး2 years work experience ရှိလို့ရှိရင်ရတယ်ဆိုတာမျိုးလေးလေလက်ခံတာရှိတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာ MBA သွားမယ်ဆိုလို့ရှိရင်တော့ work experience မဖြစ်မနေလို့တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်ကိုကဘွဲရပြီးတာနှစ်တော်တော်ချားနေပြီအဲ့လို gap year တွေရှိနေပြီဆိုလို့ရှိရင်တော့ဒီ gap year တွေဖြည့်ဖို့အတွက်ကလည်းမဖြစ်မနေ work experience နဲ့ပြရတယ်ပေါ့နော်တချို့တွေကကျတော့လေဘွဲအပြီးမှာအလုပ်လုပ်နေရတယ်လို့တော့မဟုတ်ဘူးပေါ့တင်တန်းတွေတော့တောက်လျှောက်တက်နေရရှိရပါညာဆိုတော့ဒီတင်တန်း certificate တွေကိုလည်းပြလို့တော့ရတယ်ဒါပေမဲ့ပေါ့နော်ကောင်းတာကတော့ဒီဘွဲရပြီလို့ရှင်တင်တန်းတက်တာလည်းတက်တာတစ်ပိုင်းပေါ့လေနော်ဒါပေမဲ့9နှစ်လောက်ထိတင်တန်းနေပြီးတောက်လျှောက်တက်နေပြီးတော့မှစာပြန်လျှောက်တာမျိုးပါမျိုးဆိုရင်ကြတော့နည်းနည်းလေးတော့ဟနေတယ်လို့ခံစားရတယ်နော်ဟုတ်နောက်တစ်ခါကျတော့ဗာလဲဆိုရင်ဒီကျောင်းသားကျောင်းဒီကျောင်းချောင်းမဲ့ကျောင်းသားကျောင်းသူတွေလည်းကြောက်တက်ကြတယ်ကိုယ်တွေလည်းတိတ်အားမပေးခြင်းနဲ့ဒီ GRE တို့ GMAT တို့ပေါ့နော်အဲ့ဒီ GRE တို့ GMAT တို့ကကြတော့အောက်ဆုံးလေးမှရေးထားတယ်လို့ပဲပေါ့နော်များသောအားဖြင့်ကနေဒါတို့ USA တို့ရဲ့နောက်တစ်ခုကကြတော့တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်လည်းအရန် ranking မြင့်တဲ့ university တွေအရန် competitive ဖြစ်တဲ့ program မျိုးတွေဖြစ်တဲ့business တို့ finance တို့ပေါ့နော်အဲ့လိုမျိုး program တွေမှာဆိုလို့ရှိရင်တော့ GMAT တွေတောင်းတတ်တယ်ဒါမှမဟုတ်လို့ရှိရင်အရန် ranking မြင့်တဲ့ university တွေပြီးတော့ကနေဒါတို့ USA တို့မှာရှိတဲ့ master degree တွေရဲ့ပေါ့နော်ဒီ technology program တွေဆိုလို့ရှိရင်တော့ GRE တောင်းတတ်တယ်ဒါပေမဲ့mandatory တော့လည်းမဟုတ်ဘူး university ပေါ်မူတည်ပြီးတော့အချို့ university ကတော့ဒါ GRE GMAT ကမဖြစ်မနေပါရမယ့်ဟာမျိုးခုနပြောသလိုပေါ့နော် US ကနေဒါကတော့နောက် ranking အရန်မြင့်တဲ့ university တွေတို့ဒါတွေမှာဆိုရင်တော့တောင်းတတ်တယ်ပါရမယ့်ဟာမျိုးတချို့ university တွေကျတော့လည်းတောင်းတယ်ဒါပေမဲ့ကျောင်းသားကပေါ့နော် bachelor degree ရဲ့ GPA များခဲ့တယ်ဆိုရင်ဒါမှမဟုတ်လို့ရှိရင်သက်ဆိုင်ရာအလုပ်အတွေ့အကြုံရှိထားခဲ့တယ်ဆိုရင်ကျတော့ဒီ GRE GMAT ကိုပြန်ပြီးတော့လေ short ပေးတာမျိုးရှိတော့ရှိရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့လည်း GRE GMAT ကကြတော့ဒီမှာပြင်ဆင်ရတာလည်းခက်ခဲတဲ့ခါကြတော့ပေါ့နော်မဖြစ်မနေဒါကြီးကိုထပ်ပြင်ပြီးတော့အချိန်ထပ်ကုန်ပြီးမှစိုးလို့ပေါ့လေကိုယ့်ရဲ့ bachelor degree အမှတ်ကများခဲ့တယ်ဒါမှမဟုတ်သက်ဆိုင်ရာအလုပ်အတွေ့အကြုံတွေကကောင်းကောင်းပြနိုင်တယ်ဆိုလို့ရှိရင်တော့လေဒါကို wave လုပ်ပြီးတော့ကင်းလွတ်ခွင့်ပြီးတော့ university program မျိုးကိုရှောက်တာတော့ပို့ပြီးတော့ကောင်းတာပို့အတွက်အချိန်ကုန် energy ကုန်တက်တာနော်နောက်တစ်ခါဒီ post graduate program အတွက်ဆိုလို့ရှိရင်တော့ CV ကလည်းမဖြစ်မနေထည့်တင်ရတဲ့အထက်မှာပါတယ်ဒါပေမဲ့ CV ဆိုလို့ရှိရင်လည်းပေါ့နော်ဒါနားလေ master degree ရှောက်ကြပြီဆိုရင်တော်တော်များလုပ်ငန်းခွင်တွေကနေပြန်ရှောက်ကြတာများတော့ပေါ့နော်ကိုကလည်းအလုပ်ရှောက်တာပါညာဆိုတဲ့အခါကျတော့ဘယ်လိုလဲဆိုတော့ကိုအလုပ်ရှောက်တဲ့ပေါ့နော် resume ကိုပဲပို့ချလိုက်တယ်ပေါ့နော်ဒါထည့်တင်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ CV ကိုတတ်ထပ်ပြင်ဖို့အချိန်နေရတာတွေလည်းရှိတတ်တယ်ဒါပေမဲ့ကျတော့ဖြစ်နိုင်ရင်တော့ဒီအကြောင်းလျှောက်တဲ့ CV လေးကတတ်လေးရှင်းရှင်းလင်းလင်းလေးပြန်ပြင်စီခြင်းတယ်ပေါ့နော်ဒီအလုပ်တွေလျှောက်တဲ့ resume
ပြီးကြတော့ကိုယ့်ရဲ့ဟာဟိုဘာတွေကျွမ်းကျင်တဲ့ဘာညာကောင်းကွက်တွေရောရှိမှလောက်ထားတဲ့အလုပ်တွေအကုန်လုံးပဲပေါ့နော်ဘာတွေလုပ်ခဲ့ဘာညာလို့ကိုအကုန်လုံးထည့်ရေးထားပါတော့ရေးထားမကောင်းမဟုတ်ကောင်းတယ်အလုပ်လျှောက်တဲ့အချိန်ကျရင်ကောင်းတယ်ဒါပေမဲ့ကြောင်းလျှောက်တဲ့အချိန်မှာကျတော့အဲ့လိုမျိုးပေါ့နော်ကိုဒါကြောင်းလျှောက်တဲ့အခါကျတော့ကိုအလုပ်ခိုင်းမှာမဟုတ်ဘူးလေနော်ကိုကဘာတွေလုပ်ခဲ့လဲဘာတွေသိထားခဲ့လဲဆိုတာလောက်ပဲသိချင်တာဖြစ်တဲ့အတွက်ကြောင်းလျှောက်တဲ့ CV ကကျတော့ simple one ပဲပြန်ပြင်မယ်ပေါ့နော်ကိုယ့်ရဲ့ personality details တွေပါမယ်ပြီးရင်ကိုယ့်ရဲ့ education history ပေါ့ပါဆိုဒီ post grad လျှောက်တဲ့သူတွေဖြစ်တဲ့အတွက်ဂျာထဲမှာလည်း bachelor တွေမကောက်အခြားတက်ထားရည်လည်းအများကြီးရှိနိုင်တယ်ပေါ့နော် certificate တွေပါလိညာတွေတက်ထားရရှိနိုင်တယ်ဆိုတော့ဘယ်ခုနှစ်ပဲလားဒီဘယ်ခုနှစ်ပဲလားအထိကတော့ဘာ program ကိုတက်ခဲ့ပါလဲဘာရထားရဒီလိုမျိုး education history လေးတွေနောက်တစ်ခုကကျတော့ employment history ပေါ့ကိုကအလုပ်ကိုလည်းတစ်ခုတည်းပို့ပြီးတော့လုပ်ထားရည်လည်းရှိနိုင်တယ်ဆိုတော့ဘယ်ခုနှစ်ပဲလားဒီဘယ်ခုနှစ်ပဲလားအထိကတော့ဘယ် company မှာဘာ position နဲ့အလုပ်လုပ်ခဲ့ပါတယ်ဒီလိုပုံစံမျိုး simple CV တွေပြန်ပြီးတော့ပြင်ပြီးတော့ထည့်တင်မှုလိုတယ်မဖြစ်မနေလိုတယ်။ဘာကြောင့်လဲဆိုတော့ဒီ CV တွေက timeline တွေရဲ့certificate နာမည်တွေနောက်တစ်ခုကကျတော့အလုံးနာမည်တွေနဲ့တိုက်ပြီးတော့သူကဒီဘက်ကထည့်တင်တဲ့စာရွက်စာတမ်းတွေကြတော့ဒါနဲ့တိုက်ပြီးတော့ကြည့်မှာဆိုတော့လေနော်။ဆိုတော့ဒါကတော့ပုံမှန်ဆိုလို့ရှိရင် master degree လျှောက်တဲ့နေရာမှာမဖြစ်မနေပြင်ဆင်သင့်တဲ့အချက်တွေပေါ့နော်။ဒါပေမဲ့အကယ်လို့ကိုရှောင်းမှာကခုနလို graduate diploma ဒါမှမဟုတ် post graduate diploma ဖြစ်ခဲ့တယ်ဆိုရင်တော့ဆရာ recommendation လောက် GRE ကြီးမယ်လောက်ကတော့မဖြစ်မနေထည့်တင်ရမယ့်ထဲမှာမပါတော့ဘူးထည့်လည်းမတောင်းတတ်ဘူးပေါ့နော်ကျန်တဲ့ဒီအလုပ်တွေကြုံရှိခဲ့ရင်ထည့်တာတို့နောက်တစ်ခါကျ CV တို့ဒါတွေကတော့ထည့်ရတယ်ဆိုတော့ကျွန်တော် requirement ကိုလည်းသိသွားတဲ့အခါမှာအခုဘာလေးလင်မီတက်ကြသေးလဲဆိုတော့ပေါ့နော်ခုနကတော့ငါပြောခဲ့တဲ့အထက်မှာလည်းအကျဉ်းပြပါတယ်ပေါ့တကယ်လို့အလုပ်တွေကြုံမရှိထိုင်းရော master degree လျှောက်လို့ရလားဆိုတော့မရဘူးတော့မဟုတ်ဘူးဥပမာ MBA မဟုတ်တဲ့ပေါ့နော်တခြား program တွေဆိုရင်တော့အလုပ်တွေကြုံမျိုးမဖြစ်မနေရှိရပါမယ်လို့တောင်းထားတာတော်တော်ကြီးရှားပါတယ်ဒါပေမဲ့ဖြစ်နိုင်လို့ရှိရင်တော့ပေါ့နော်ဒီ bachelor နဲ့ master ကြားမှာအလုပ်တွေးကြုံပြီးရှိခဲ့ရင်တော့လည်းကောင်းတယ်ပေါ့ဘာကြောင့်ရှိခဲ့ရင်တော့လည်းကောင်းတယ်လို့ပြောတာလဲဆိုတော့ဥပမာကိုကမြန်မာနိုင်ငံမှာ bachelor ပြီးရင်မြန်မာနိုင်ငံမှာပဲအမှတ်မိတဲ့ကလေးတွေပေါ့နော်တခါလေး master ကိုဆက်တက်ကြတယ်ဒါမျိုးဆိုရင်တော့လည်းသိပြဿနာမရှိဘူးဒါ bachelor ပြီးတော့ master ကိုယ့်ရဲ့အမှတ်အရထူးချွန်တော့တန်းပြီးတော့တက်လို့ရတယ်ပြီးသွားရင်တော့ဒီ master အပြီးကြမှာပဲမြန်မာနိုင်ငံမှာအလုပ်ရှာမယ်ဆိုလို့ရှိရင်တော့ဒါသိပြဿနာမရှိဘူးပေါ့နော်နောက်တစ်ခါဘာလဲဆိုတော့ကလေးကျောင်းသားတွေကနိုင်ငံတကာမှာ bachelor စတက်လိုက်တယ်တက်လိုက်ပြီးတဲ့အချိန်မှာကျတော့ဒီ bachelor အပြီးမှာကိုကဒီမှာစာကိုလည်းဆက်တက်ခွင့်ရတယ်နောက်ပြီးတော့နိုင်ငံတကာမှာသွားပြီဆိုလို့ရှိရင်ကျတော့ဘာကိုလဲထည့်စဉ်းစားရလဲဆိုတော့ကိုရဲ့ဒီ student visa အခြေအနေလည်းထည့်စဉ်းစားရတာเนาะအဲ့တော့တခါကိုရဲ့ရှိရ bachelor degree တက်ရထားတဲ့ student visa မကုန်ခင်မှာကိုကလည်း master အထိဆက်တက်ဖို့အတွက်မှန်းထားတဲ့သူဖြစ်တော့ပေါ့เนาะတခါတဲ့master degree ရဲ့ student visa ကိုဆက်ပြီးတော့ရှောက်လိုက်တယ်အဲဒါကြောင့် master လည်းဝင်ခွင့်ရတော့ထပ်တက်လိုက်တယ်ဒါကလည်းနိုင်ငံတကာရောက်နေပြီဆိုလို့ရှိရင်တော့ကိုရဲ့ဒီဘာမှပညာရေးတစ်ခုတည်းနေမကပဲခုနလို visa တို့ဘာတို့ပါထည့်တွက်ရသေးတဲ့အခါကျတော့တခါလေးကိစ္စပြီးအောင်လို့ bachelor ပြီးမှ master ဆက်တက်လိုက်တယ်ဒါမျိုးဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါကြောင့်လဲဆိုတော့နိုင်ငံတကာမှာဆိုလို့ရှိရင်လည်းဒီ university တွေကကြတော့သူ့ကျောင်းမှာပဲ bachelor ပြီးလို့ master ဆက်တက်တဲ့ကျောင်းသားတွေဆိုရင်လည်းတခါဒါကိုယ့်ရဲ့ကျောင်းသားဟောင်းဖြစ်တဲ့အတွက်ကျောင်းမျိုးကျောင်းလာကောက်ပေါ့နော် percentage တော်တော်များများပြန်ပြီးတော့မှ 20% လောက်ထိပြန် short ပေးရမျိုးတွေလည်းရှိရဲဆိုတော့ဒါဒီအခွင့်အရေးတွေကလည်းအသုံးချရမှာဆိုတော့ပေါ့နော် bachelor ပြီး master ကိုတက်လိုက်တာမျိုးလည်းရှိတယ်ဒီလိုမျိုးကလည်းထားလိုက်ရသေးရပေါ့နော်ဒါပေမဲ့ဘလို့အခြေအနေမျိုးမှလည်းဆိုတော့ကိုကအခုမြန်မာနိုင်ငံမှာ bachelor ပြီးထားတယ်ပြီးတော့တဲ့အချိန်မှာနိုင်ငံတကာမှာ master တက်ဖို့စဉ်းစားရဲဆိုရင်ကြတော့စပြီးတော့ပြင်ဆင်တဲ့အချိန်ကနေတကယ်ကြောင်းလျှောက်တဲ့အချိန်စီဆိုကြားထဲမှာတော့မှ IELTS ပြင်ဆင်အောင်ပဲဘာညာပေါ့နော် visa အတွက်ကိုဘယ်စိမ့်နဲ့ပြင်ဆင်အောင်လဲဆိုဒါဆိုကြားထဲမှာအချိန်တစ်ခုကပေးရတယ်ပေါ့နော်မရှိဘူးဆိုလို့ရှိရင်တော့မှ9လ8လ9လဒီလောက်ကတော့အနည်းဆုံးပြင်ဆင်တဲ့ဟာတွေရောကြောင်းလျှောက်တဲ့ဟာတွေရောနဲ့အချိန်ပေးရတယ်ပေါ့နော်ဆိုတော့အဲ့လိုပေးရတဲ့အချိန်တော့အတွင်းမှာဆိုလို့ရှိရင်တော့ IELTS ဆိုတာကလည်းတနေ့ကုန်ပေါ့နော်မနေ့9နာရီညနေ9နာရီထိတနေ့လာနေတောက်ကြအထိပြင်ဆင်နေကြလို့တဲ့ဟာမျိုးမဟုတ်တော့လေအဲ့လိုမျိုးအနေထားဆိုလို့ရှိရင်တော့ကြားထဲမှာဘာအလုပ်ကလေးပဲဖြစ်ဖြစ်သက်ဆိုင်ရာအလုပ်တွေကြုံလေးတစ်ခုခုလောက်ကိုဝင်လုပ်လိုက်ဖို့ကိုအားပေးပါတယ်အဲ့လိုမျိုးလုပ်လိုက်ခြင်းအပြင်ကြတော့ဘာလဲဆိုတော့ကိုကရထားတဲ့ဘွဲ့ရမြန်မာနိုင်ငံကဘွဲ့ပေါ့နော်ပြီးသွားတဲ့အချိန်မှာကိုကဆက်သွားမှာကြတော့နိုင်ငံတကာမှာ certificate ဖြစ်တဲ့အတွက်ကြောင့်မျိုးသင်ကြားတဲ့နည်းစနစ်တွေပါတော်တော်လေးကွာတယ်ပေါ့နော်ကွာတဲ့ခါကျတော့ကိုကကြားထဲမှာသက်ဆိုင်ရာအလုပ်ကလေးတစ်ဖြတ်လောက်လုပ်ထားလိုက်တာရှိတယ်ဆိုရင်ကြတော့တကယ်တမ်း master degree ကိုရောက်သွားခဲ့ပြီဆိုရင်သူတို့ဒီမှာကြတော့ master degree ဆိုလို့ရှိရင်ဘာပေါ့နော်lecture notes တွေပေးပြီးတဲ့ခါကျတော့အဲ့အတိုင်းပေါ့နော်စာတွေသင်တာမျိုးမဟုတ်တော့ဘဲနဲ့သူက topic တစ်ခုကိုဒီနေ့အတွက်ပေးလိုက်မယ်ပြီးသွားလို့ရှိရင်ဆရာနဲ့ကျောင်းသားတွေနဲ့ discussion လုပ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်း group တွေဖွဲ့ပြီးလိုက်ပြီးတော့အချင်းချင်း discussion လုပ်မယ်ပြီးတော့ assignment တင်ရတဲ့ဟာမျိုးတွေပေါ့နော်ဒါမျိုးတွေနဲ့ run တာများတဲ့ခါကျတော့ပေါ့နော်ကိုကအလုပ်တွေးကြုံရှိထားတယ်ဆိုလို့ရှိရင်တခြားကလည်းအလုပ်လုပ်ငန်းခွင်တွေကနေပြန်လာတဲ့လူတွေလည်းပြန်လာတတ်တဲ့သူတွေလည်းရှိနိုင်တယ်ဆိုတဲ့ခါကျတော့ classroom engagement တွေနောက်တစ်ခုကကျတော့ခုနက group discussion တွေဘာတွေမှာဆိုလို့ရှိ
ရင်အများကြီးပို့ပြီးတော့ participate လုပ်နိုင်မယ်နောက်တစ်ခုကကျတော့ဒီ master degree ရဲ့ course content တွေမှာဆိုရင်တစ်ခါလေကြာရင်ဒါဟိုဒီ theory တွေပဲသင်နေတာမဟုတ်ဘဲနဲ့သူကဟို case study တွေပါတယ်နောက် scenario based learning တွေပေါ့နော်ဒါမျိုးတွေလာတဲ့အခါကျရင်ကျတော့များသောအားဖြင့်ဒါတွေကကိုကအလုပ်လုပ်ထားရဲဆိုလို့ရှိရင်ဒါလေးနဲ့ဆက်ပြီးတော့ကိုကတွေ့တော့လို့ရတယ်နောက်တစ်ခုက decision making တွေလုပ်လို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ course content တွေကိုလည်းပို့ပြီးတော့နားလည်လွယ်တယ်ပေါ့နော်နောက်တစ်ခါပါလဲဆိုလို့ရှိရင်ကိုကဒီမြန်မာနိုင်ငံမှာ bachelor ရထားတယ်ပြီးတော့ဂျားထဲမှာအလုပ်တွေ့ကြုံနေနေရှိထားမယ်ပြီးတော့လို့ရှိရင်မြန်မာနိုင်ငံမှာ master သွားတက်မယ် master ပြီးလို့ရှိရင်တော့ဒါအခုခေတ်အခြေအနေရတော့ကျောင်းသားတွေကမြန်မာနိုင်ငံကိုတန်းပြန်လာတာအထက်ပေါ့နော်သက်ဆိုင်ရာနိုင်ငံမှာရရဲပေါ့နော်အချိန်လေးအတွက်မှာတော့အလုပ်ရှာကြရှောက်ကြပြီးတော့အလုပ်ဆက်လုပ်ချင်ကြတဲ့သူတွေပဲပေါ့နော်ဆိုတော့အဲ့လိုအလုပ်ဆက်လုပ်ပြီးဆိုတဲ့အချိန်တိုင်းကျတော့ကိုက master level အနေနဲ့ master ပြီးထားတဲ့ကျောင်းသားအနေနဲ့အလုပ်ရှောက်ရတာဖြစ်တဲ့အတွက်သူတို့စီမှာအခုမှ bachelor ပြီးထားတဲ့ကျောင်းသားတွေဟိုရှောက်တဲ့ level လောက်ကိုတတိုးလို့ရတယ်မရပြန်ဘူးပေါ့နော်ဆိုတော့ကိုစီမှာကျတော့နည်းနည်းလေးပေါ့ master level အလုပ်ကိုရှောက်မှဖြစ်တဲ့အတွက်ကြောင့် bachelor အပြီးမှာအလုပ်အတွေ့အကြုံရှိထားခြင်းကကိုယ့်အတွက်ဒီအလုပ်ရှာတဲ့နေရာမှာလည်းပို့ပြီးတော့အဆင်ပြေစေတယ်ပေါ့နော်အဲ့တော့မဖြစ်မနေအလုပ် master degree တက်ဖို့အတွက်ကိုအလုပ်အတွေ့အကြုံတောင်းတာမဟုတ်ဘူးဆိုရင်တောင်မှကျမတို့ဒီကနေအခု bachelor ပြီးလို့ master သွားမဲ့ကျောင်းသားတွေဆိုရင်တော့ကိုယ့်ရဲ့ဒီဘက်မှာတစ်ဖက်ကလိုအပ်တာတွေကိုပြင်ဆင်နေတဲ့အချိန်တော့ပေါ့နော်လုပ်တွေ့ကြုံလုပ်ငန်းတွေ့ကြုံတော့ရအောင်နော်ဒီသွားစီချင်ပါတယ်ဆိုတော့ပြီးသွားပြီးရင်ဒါတောင်းတာအများစုပုံတော့ထည့်စဉ်းစားရတဲ့အချက်ဖြစ်သွားပြီပေါ့နော်ခုနကတော့လို့ကိုကအချက်လက်တွေအများကြီးကျန်တဲ့လိုအပ်ချက်တွေဘာတွေဘယ်နိုင်ငံတွေကိုသွားလို့ရတယ်ဘာရက်ဒါရက်တွေရှိလဲလို့ကြုံလို့လားမလို့လားပေါ့ဒီလိုအချက်လက်တွေကိုသိလာပြီးတဲ့အချိန်မှာနောက်ထပ်အရေးကြီးဆုံးထည့်စဉ်းစားရတာကတော့ကုန်ကြစီနော်ဆိုတော့ကုန်ကြစီကကြတော့လေဆိုတော့ဒီနေ့ခုနပြောသလိုပေါ့ဖြစ်နိုင်လို့ရှိရင်တော့ဒီ crown ကနေပြီးတော့service ပေးတော့အကြောင်းသားအများစုသွားနေကြတော့နိုင်ငံတွေပေါ့နော်ဟိုကခြုံပြီးတော့အကုန်လုံးတရားလို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလောလောဆယ် fees ကိုကြည့်လိုက်လို့ရှိရင်လည်းဟို range ကအရင်တော့ကျယ်တယ်လို့ဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့လည်းဒါပြီးသွားလို့ရှိရင်တော့မတယောက်ချင်းစီသိချင်တာတွေမြင်မြင်တဲ့အချိန်မှာလည်းကျွန်တော်တို့ပို့ပြီးတော့အတိအကျပြောလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအခုလောလောဆယ်တော့ဒါအကြံဉာဏ်တွေပေါ့နော်ဆိုတော့ကနေဒါမှာဆိုလို့ရှိရင်တော့ဒီ master degree တစ်ခုလုံးစာကိုပေါ့နော်များသောအားဖြင့်ပေါ့ဟိုထိတ်ဆုံးက university ကြီးတော့ခဏလေးဖယ်ထားပါဆိုတော့သူတို့ရဲ့ range သူတို့ရဲ့ fees ကိုပါထည့်လိုက်ရင် range ကြီးအနည်းဆုံးနဲ့အများဆုံးအရင်ခါသွားမှာဆိုလို့ပေါ့နော်ဒါကတော့အခုလောလောဆယ် average ဟို fees ကိုထည့်ပေးထားပါတော့ဆိုမှကနေဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ master degree တစ်ခုလုံးစာ APC ကို3000ခွဲကနေ Canadian dollar 3000ခွဲကနေ5000ခွဲလောက်တိရှိတတ်တယ်ဆိုတော့အခုကျွန်မလည်းဗာလဲဆိုဒီဟာတွေကိုလေသက်ဆိုင်ရာ currency နဲ့ပဲရေးပေးထားတယ်ဆိုတာကUS dollar နဲ့ရေးလိုက်တယ်ဆိုလို့ရှိရင်တော့ဟိုကျွန်တော်တို့ဒီ compare လုပ်ရတာပို့တော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့တခါသက်ဆိုင်ရာ currency နဲ့ US dollar ကြားထဲမှာလည်း exchange rate ဆိုတာအတက်ကြပါညာအများကြီးရှိတတ်တဲ့ခါကြတော့ပေါ့နော်သူရဲ့နိုင်ငံဒီမှာဆိုလို့ရှိရင်လည်းများသောအားဖြင့်အကြောင်းလားကဆိုရင်သူရဲ့သက်ဆိုင်ရာ currency နဲ့ပဲအများကြီးရေးပေးထားတာဆိုတော့လေဒီမှာဒီတိုင်းလေးပဲအရင်ထည့်ပေးထားနောက်တစ်ခုကကျတော့ဘယ်လိုနိုင်ငံမျိုးလဲဆိုတော့ Ireland လိုနိုင်ငံမျိုးဆိုလို့ရှိရင်တချို့ပေါ့နော်ဒီ private college လိုမျိုးပေါ့နော်အသေးလေးတွေဆိုလို့ရှိရင်တော့တခါသူတို့ကဒီသူတို့ရဲ့program ပေါ့နော်9ခု6ခုလေးတွေကိုပဲ focus လုပ်ပြီး run တာမျိုးဆိုတော့အဲ့ဒီဟာကြီးဆိုလို့ရှိရင်တခါဈေးကသက်သာတက်ပြီးတော့ပေါ့နော်တကယ်နာမည်ကြီးတဲ့ University College Dublin တို့ Trinity College Dublin တို့ရဲ့ဈေးတွေကြတော့လည်းတခါတော်တော်လေးကြီးတော့တခါကျရင်နှစ်ဆမကဘူးပေါ့နော်ကွာတက်တာတွေရှိရပေါ့နော်နောက်တစ်ခုကဒီမှာ Hungary တို့ Ireland တို့ဆိုလို့ရှိရင်ခုနပြောပြတဲ့ဆေးနဲ့ပတ်သက်တဲ့ program တွေဆိုလို့ရှိရင်ခုနောက်ပိုင်းပေါ့နော်လူကြိုက်လည်းများတယ်သွားတင်ကြတာလည်းများတယ် UK US ကိုသွားလို့မရသေးတဲ့အချိန်မှာပေါ့နော်ဒါပေမဲ့ကျွန်မအခုထည့်ထားတဲ့ PC မှာဟန်ဂေရီဆိုလို့ရှိရင်လည်းဒီ US ဒေါ်လာ6000နဲ့8000ကြားလို့ပါလို့ဆိုတာအခြားဘာသာရပ်တွေရဲ့ fees ကိုထည့်ထားပါပေါ့နော်တကယ်လို့ medicine ကိုပါထည့်လိုက်တယ်ဆိုရင်ကျွန်တော်ပြောသလိုဈေးက medicine တို့ပါကြတော့အရင်များတဲ့ခါကျတော့ပေါ့နော်ဈေးကအနည်းဆုံးနဲ့အများဆုံးအရင်ခသွားသလိုဖြစ်မှာဆိုလို့နော် medicine တို့ပါလို့ဆိုလို့ရှိရင်တော့ဥမာ US ဒေါ်လာအနေနဲ့ဆို18000လောက်ဒီပါအနည်းဆုံးမှန်းထားရတယ်နော်နောက်တစ်ခါစင်ကာပူဆိုလို့ရှိရင်လည်းဒါကျမတို့ဈေးရလို့လဲဆိုဥမာပုံမှန်ပေါ့နော် private institution တွေရှိတယ်အဲ့မှာများတဲ့ဟာဆိုလို့ရှိရင်တော့James Cook University တို့လိုမျိုး Australia University တဲ့ဆီမှာ campus အခွဲလာဖွင့်ထားတာမျိုးတွေဆိုလို့ရှိရင်တော့ဈေးကများတတ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အနည်းဆုံးနဲ့အများဆုံးဆို range ကတော့တစ်ဝက်လောက်ကွာနေတတ်တယ်ပေါ့နော်Thailand လည်းအဲ့တိုင်းပဲပေါ့ Thailand ဆိုတော့ပိုတော့ကွာတတ်သေးရပေါ့နော်ဘာလို့ဆိုတော့တချို့နိုင်ငံတကာUS ဆိုပါတော့ University က Thailand မှာလာဖွင့်ထားတဲ့ International University ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဈေးကနည်းနည်းများတတ်တာဆိုတော့master degree ဈေးတွေကတော့ဒီလိုတွေရှိတယ်ပေါ့ဒီလိုတွေရှိရဆိုပေမဲ့master degree သွားတဲ့ကျောင်းသားတွေကတော့
ဟိုပေါ့နော်90%လောက်အထိကတော့ part time လုပ်ကြတယ်ပေါ့နော်လုပ်လဲလုပ်နိုင်ကြတာเนาะတချို့ဆိုဒီမှာလဲကိုယ်ကိုယ်တိုင်အလုပ်တွေ့ကြုံနေအများကြီးရှိသွားတာဆိုတော့ဒါပေမဲ့ကိုယ်ဘက်မှာလုပ်တဲ့ part time ဆိုရင်တော့လေတခါကြလဲကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်တာမျိုးရဲ့မဟုတ်သေးဘူးပေါ့နော် part time ဆိုတဲ့အတိုင်းပဲမှာဆိုင်နေမှာလုပ်တာရှိမယ်နောက်တစ်ခုကကျတော့ cashier လုပ်တာရှိမယ်အမျိုးမျိုးပေါ့နော်ဆိုတော့ဒီလိုလုပ်တွေလုပ်ကြတဲ့အခါမှာအခုဒီစင်ကာပူ Thailand လောက်ကလွှဲရင်ပေါ့နော်ကျန်တဲ့ကနေဒါတို့ New Zealand တို့နောက်ဥရောပနိုင်ငံကြီးတွေကတော့နိုင်ငံပေါင်းမူတည်ပြီးတော့နိုင်ငံတိုင်းမှာတော့တပတ်ကို16နာရီနဲ့24နာရီအထိတရားဝင်တော့ part time အလုပ်လုပ်ခွင့်ရှိရပေါ့ student visa နဲ့သွားတဲ့ကျောင်းသားတယောက်အနေနဲ့ပေါ့နော် average ကတော့20ပေါ့လေဒါပေမဲ့တချို့နိုင်ငံကြလည်းနည်းနည်းချို့ကြလည်းနည်းပုံများတော့16ကနေ24အတွင်းတင်မှာတော့16ကနေ24နာရီအတွင်းမှာတော့တပတ်ကိုပုံမှန်အလုပ်လုပ်လို့ရတယ်။ကြားတဲ့အခါမှာဒါကတော့ဒီပေါ့ကိုယ့်ရဲ့ပညာရေးနဲ့မဆိုင်တော့ part time အလုပ်တွေပေါ့နော်။ဒါပေမဲ့တခါပေါ့ဒီကနေဒါလိုနိုင်ငံမျိုးမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘာသာရေးနဲ့ဆိုင်တော့ဒီ co-op တို့ internship တို့လုပ်လို့ရတာတွေလည်းရှိတတ်တယ်။ဒါပေမဲ့ဒီ co-op internship ကကြတော့ဘယ်လိုလဲဆို master degree တက်တဲ့သူတွေက duration နည်းနည်းလေးပိုကြာတဲ့ master degree မျိုးဆိုရင်တော့ပိုအဆင်ပြေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ co-op တို့ internship တို့ကကြတော့နိုင်ရည်နဲ့သွားလို့ရတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စာသင်နေတဲ့ဟာကိုဘာပေါ့ semester 2ခုအပြီးမှာပေါ့နော်ဥပမာဟိုကသင်နေတဲ့ course work တွေကပြီးသွားပြီ thesis ပဲကျန်တော့တဲ့အချိန်မျိုးမှာအလဲကောင်းမှာterm တစ်ခုစာလောက်ဒါမှမဟုတ်လည်းအနည်းဆုံးတော့2လ3လပေါ့နော်ဒီလိုမျိုးသွားပြီးတော့လုပ်ငန်းခွင်ထဲမှာသွားပြီးအတွေ့အကြုံယူရတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့master degree duration နဲ့ပိုရှိတဲ့ master မျိုးလေးဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့ co-op တို့ internship တို့ဆိုရင်တော့ကိုယ့်ရဲ့သက်ဆိုင်ရာဘာသာရေးနဲ့ပတ်သက်တော့အလုပ်တွေ့ကြုံယူရတာဖြစ်ပြီးတော့သူတို့ကတော့ကိုယ့်ရဲ့ဒီအလုပ်လာလုပ် company မှာအလုပ်လာလုပ်တဲ့အချိန်တော်အတွင်းမှာတော့ကိုယ့်ကိုသက်ဆိုင်ရာ monthly salary တော့ပေးတာပေါ့နော်နောက်တစ်မျိုးကကျတော့ဗာလဲဆိုလို့ရှိရင်ကျောင်းသားတွေကအခု part time လုပ်တာရှိမယ်နောက်ခုနက co-op တို့ internship တို့ကနေအတွေ့အကြုံ plus တင်တော်တဲ့ salary လေးရတာမျိုးရှိမယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျောင်းသားတွေအကုန်လုံးဒီဖြစ်နိုင်လို့ရှိရင်တော့ပေါ့နော်ရှောက်ချင်ကြတဲ့ရချင်ကြတဲ့ scholarship တွေပေါ့နော်ဆိုတော့ scholarship တွေဆိုလို့ရှိရင်တော့မင်းလေးပြောရမယ်ဆိုလို့ရှိရင်တော့ undergrad ကလေးတွေကိုတော့ကျောင်းသားတွေကိုတော့ပေးတာပိုများတတ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကကျတော့3နှစ်4နှစ်သင်ယူရမယ်သူတွေဆိုတော့လေဒါပေမဲ့ဒီ post grad ကျောင်းသားတွေဆိုလို့ရှိရင်လည်း undergrad လောက်အမောက်မများပေမဲ့ပေါ့နော်ပေးကြတာပေးတဲ့အချိန်မှာတော့ဘယ်လိုလဲဆိုတော့ဒီပုံမှန်ဆိုရင်တော့သူက merit scholarship တို့ entrance scholarship တို့ရှိတဲ့အချိန်မှာ entrance scholarship ဆိုတာကကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျောင်းသားတယောက်ကအခုပေါ့နော်ကျောင်းကိုလျှောက်လိုက်ပြီဆိုလို့ရှိရင်သူကဒီကျောင်းသားရဲ့ရထားတဲ့ bachelor degree အမှတ်စင်းရင်ပေါ့နော် GPA ဘယ်လောက်ကောင်းလဲနောက်တစ်ခုကကြတော့တခြားသက်ဆိုင်ရာ certificate တွေဘာတွေရှိသေးလဲနောက်ကအလုပ်တွေ့ကြုံဘယ်လောက်ရှိထားလဲဒါတွေပေါ်မှာမူတည်ပြီးတော့ပေါ့နော်သူတို့ကဒီကျောင်းသားကိုပေးနိုင်တဲ့ amount ရှိလို့ရှိရင်တခါတည်းပေးလိုက်တဲ့ entrance scholarship တွေလည်းရှိတယ်နောက်တစ်ခုကကြတော့ merit scholarship ကကြတော့တချို့ကြတော့လေဒီအဝင်ကလေးကပေးတဲ့scholarship ကိုအမှတ်ကိုမူတည်ပြီးပေးတာဖြစ်တဲ့အတွက် merit scholarship လို့ခေါ်တာလည်းရှိရပေါ့နော်တချို့ကြားရတယ်ဗာလဲဆိုအနည်းဆုံး semester တစ်ခုတက်ပြီးတဲ့အချိန်မှာအဲ့ semester မှာရတဲ့ GPA ကောင်းနေဆိုလို့ရှိရင်နောက် semester အတွက်ကိုထပ်ပြီးတော့ရှောက်ကြည့်ရဲ့ scholarship မျိုးပေါ့နော်ဒီလိုမျိုး merit scholarship တွေလည်းရှိဒါတွေကတော့အကြောင်းတွေကနေပြီးတော့ပေါ့နော်အဓိကကိုယ့်ရဲ့အမှတ်ဒီပေါ်မှာမူတည်ပြီးတော့ပေးတဲ့ scholarship အမျိုးအစားတွေပေါ့နောက်တစ်ခါကိုကအကြောင်းဝင်ဝင်ရှောက်ပြီးတော့အကြောင်းဝင်ဝင်ရပြီးပြီဆိုတော့မှသက်ဆိုင်ရာ university ရဲ့ page မှာပေါ့နော်ရှောက်လို့ရနိုင်တဲ့ scholarship အမျိုးအစားတွေကို list လုပ်ပေးထားတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့ဒီ list လုပ်ပေးထားတဲ့အထက်မှာတချို့ scholarship တွေဆိုလို့ရှိရင်တော့ဥပမာ master degree ကိုဒီ department မှာတက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ထိရှောက်လို့ရတယ်အဲ့မှာအဲ့အတွက်ကို essay ထပ်တင်ရမယ်ဘာညာဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးတွေသက်ဆိုင်ရာလိုအပ်ချက်တွေနဲ့အတူတူပြန်ပြီးရှောက်ရတဲ့ scholarship အမျိုးအစားတွေလည်းရှိအဲ့လို scholarship အမျိုးအစားတွေကတော့ရဖို့တော့ပုံခက်တယ်သူကတော့ဥပမာ intake တစ်ခုကိုဒီ scholarship အမျိုးအစားအတွက်ဆို2ယောက်တို့3ယောက်တို့အဲ့လိုမျိုးပေးရတယ်လည်းရှိရပါတော့ဒါပေမဲ့လည်းကိုယ့်ဘက်ကပေါ့ sorry ရတယ်လိုအပ်ချက်တွေကိုသေချာပြင်ဆင်ထားတဲ့သူမျိုးဆိုလို့ရှိရင်တော့ရပါတယ်သူတွေလည်းရှိတယ်အဲ့လိုမျိုး scholarship အမျိုးအစားတွေဆိုလို့ရှိရင်တော့အမောင်းပုံပြီးများတတ်တယ်အများဆုံးဆိုလို့ရှိရင်တို့ကဥပမာတချို့ဆို90%လောက်ဒီ scholarship ပေးရမျိုးတွေရှိတတ်တယ်เนาะဒါကတော့ကျောင်းတွေဘက်ကပေးတဲ့ scholarship တွေပေါ့နော်နောက်တစ်ခါအခု fees တွေတည်သွားပြီဆိုတဲ့အခါကျတော့တော်တော်လေးတော့ plan လုပ်လို့ရပါပြီပေါ့နော်ရသွားပြီဆိုတဲ့အခါကျတော့နောက်ထပ်ဘာလာလဲဆိုတော့ဟုတ်ပြီ fees တွေတော့တည်သွားပြီ
အဲ့ဒီ fees တွေอ่ะပေါ့နော်အထူးသဖြင့်ပေါ့ခုနလို living expense လို့ဟာမျိုးကြတော့ငါတို့ဘယ်လောက် plan ရမှာလဲဆိုတော့ living expense ကကြတော့ဘာပေါ်မှာမူတည်သွားလဲဆိုတော့ master degree ကိုဘယ်လောက်ကြာကြာတက်ရမလဲဆိုတာပေါ်မှာမူတည်သွားတယ်ပေါ့နော်ဆိုတော့ master degree ဘယ်လောက်ကြာကြာတက်ရမလဲဆိုလို့ရှိရင်ကြတော့နိုင်ငံပေါ်မူတည်ပြီးတော့သူတို့ဒီသတ်မှတ်တဲ့ပုံစံလေးတွေကွာတယ်ပေါ့နော်ဥပမာအရင်တုန်းကလို့UK ရှိခဲ့တယ်မှာ UK လို့နော်အခုကကြတော့ Australia လို့ဆိုတော့များသောအားဖြင့်သူတို့ကဒီ master degree အတွက်ကိုဒီအချိန်လို့ပြောထားရင်ဒီအချိန်တိုင်းကွက်တီဖြစ်တာများတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကတခါတည်းဒီ master degree တခုဆိုလို့ရှိရင် page မှာကလေးကသူတို့ရဲ့ website page မှာကလေးကsemester 1မှာဒါတွေသင်ရမယ် semester 2မှာဒါတွေသင်ရမယ်final semester dissertation လုပ်မယ်ပြီးပြီပေါ့နော်အဲ့လိုမျိုးဆို duration ရတယ်ဆိုတော့တိတိကျကျသတ်မှတ်လို့ရတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီလိုမျိုးပုံစံတွေကိုကြတော့ဘယ်လိုခေါ်တာလဲဆိုလို့ရှိရင် fix semester တစ်ခုမှာအတိုင်းမှာ module တွေကို fix လုပ်ထားတဲ့ပုံစံမျိုးနဲ့သွားတာရှိတယ်အဲ့လိုမျိုး master degree ဆိုလို့ရှိရင်တော့အချိန်ကတစ်နှစ်ဆိုရင်တစ်နှစ်ကွက်တီပဲသတ်မှတ်ရတာလွယ်တယ်ပေါ့များသောအားဖြင့် UK master degree ဆိုတစ်နှစ်နဲ့ပြီးတာများတယ် Australia master degree ဆိုရင်ကျတော့ technical program တွေမဟုတ်ဘူးဆိုတစ်နှစ်ခွဲလောက်နဲ့ပြီးတာများတယ်ပေါ့နော်နောက်အခုဟိုပါပေါ့Hungary တို့ဂျာမနီတို့ဆိုလို့ရှိရင်လည်းသူတို့ကအဲ့လိုများသောအားဖြင့်တော့ semester ကို fix module တွေနဲ့လုပ်ပေးထားတာများတော့တစ်နှစ်ခွဲနှစ်အဲ့လိုမျိုးကွက်တီတွေနဲ့ပြီးတာများတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကနေဒါတို့ပါပဲပုံစံပေါ့ကနေဒါတို့အရင် US ရှိခဲ့တယ်က US တို့ရဲ့ပုံစံပေါ့နော်သူတို့ကကျတော့ဘာနဲ့သွားတာလဲဆိုလို့ရှိရင် master degree တစ်ခုပြီးဖို့အတွက်ဆိုလို့ရှိရင်ဘယ်လောက် credit ပြီးရမယ်ဆိုပြီးပြောထားတယ်ပေါ့နော်ဥပမာmaster degree တစ်ခုချင်းစီကလည်း credit ကမတူပြန် business လို့ပါလို့ဆိုရင်30 credit လောက်ဆိုရင်တချို့ engineering နည်းနည်းခက်ခဲတွေဆိုလို့ရှိရင်36 credit ပေါ့နော်တချို့တွေဆို42 credit လောက်အထိပြီးဖို့လိုတယ် master degree လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးပြီးဖို့လိုတဲ့အထက်မှာတခါကျောင်းသားတစ်ယောက်ချင်းစီကလည်းဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ပေါ့နော်ကိုယ့်ရဲ့ဟိုပေါ့နော်ဘယ်လောက်အထိပေါ့နော်စာလုံးနိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့သူကတချို့သူတွေကကြတော့ semester တစ်ခုမှာ4ဘာသာယူနိုင်တယ်တချို့ကြတော့လည်း3ဘာသာလောက်ပဲယူနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ်မူတည်ပြီးတော့သူတို့ရဲ့ပြီးတဲ့အချိန်ကြီးကကွာသွားတယ်ပေါ့နော်ဆိုတော့သူတို့ကတော့များသောအားဖြင့်အနည်းဆုံးတစ်နှစ်အတွင်းမှာအများဆုံးနှစ်နှစ်ခွဲအထိတင်လို့ရတယ်ဒါပေမဲ့အဲ့တော့အတွင်းမှာပြီးအောင်လုပ်ရမယ်ဆိုရင်ကျောင်းသားတွေကကြတော့ဘယ်လိုလဲဆိုတော့ဒီ international ကျောင်းသားတယောက်အနေနဲ့ပေါ့နော် international student တယောက်အနေနဲ့သွားတဲ့အချိန်မှာကိုယ့်ရဲ့ student visa ရထားတဲ့ student visa status ကိုထိန်းဖို့အတွက်ကိုဥပမာ US မှာဆိုလို့ရှိရင် semester တစ်ခုကိုအနည်းဆုံး9 credits enroll လုပ်ရတယ်9 credits ဆိုတော့3ဘာသာလောက်ရှိရပေါ့နော်ဆိုတော့အဲ့လောက်တော့အနည်းဆုံး enroll လုပ်ရပြီးတော့အဲ့ဒီနှုန်းလေးနဲ့ပဲ semester 4ခုလောက်အထိပေါ့နော်တဖြည်းဖြည်းချင်းသွားတဲ့သူရှိတယ်လို့တချို့တွေကကြတော့လည်းမြန်ပဲပြီးချင်တဲ့အတွက်ကြောင့်မို့လို့တစ်နှစ်ဒီ semester တစ်ခုကို12 credits လောက်4ဘာသာလောက်ယူပြီးတဲ့အခါကျတော့ semester နှစ်ခုရဲ့ semester တစ်ခုလောက်ရဲ့နဲ့တခါတည်းတစ်နှစ်လောက်နဲ့အပြီးလုပ်သွားတယ်အပြီးဒီ master ကိုရအောင်လုပ်သွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ညာသွားပြင်းကတော့ဥရောပနိုင်ငံတွေ UK တို့လိုမျိုးကကြတော့semester တစ်ခုကို fix module နဲ့သွားတာဖြစ်တဲ့အတွက်အချိန်တွက်ရတာအဆင်ပြေတယ်တစ်နှစ်ခွဲအများစုကြာတတ်တယ်တချို့တွေကျတော့လည်း Hungary တို့ပါလို့ဆိုရင်တော့နှစ်နှစ်အထိသွားတာရှိရပါတော့ကနေဒါတို့လို US တို့လိုနိုင်ငံတွေဆိုလို့ရှိရင်တော့သူတို့ကအများအားဖြင့်ကပေါ့နော်အများအားဖြင့်က semester တစ်ခုချင်းစီကို credit နဲ့တွက်သွားတာဖြစ်တဲ့အတွက်သူတို့ကတော့ master တစ်ခုရဲ့ degree တစ်ခုရဲ့အတူတူချင်းတောင်မှကျောင်းသားတယောက်နဲ့တယောက်ပြီးတဲ့အချိန်ချင်းမတူတတ်ဘူးပေါ့သူတို့ကတော့အနည်းဆုံးဘယ်လောက်ကနေအများဆုံးဘယ်လောက်တွင်ပြီးအောင်လုပ်ရမယ်ဆိုပြီးတော့ပဲညာသွားအဖြစ်သတ်မှတ်ပေးထားတာများတယ်နော်အဲ့တော့ master degree ရဲ့အချိန်နဲ့တည်သွားပြီဆိုရင်ကိုကတခါနေစိတ်စာချိန်ကိုပါဒီပေါ်မှာမူတည်ပြီးတွက်လို့ရသွားပြီနော်ရသွားပြီဆိုတဲ့အခါကျရင် master degree ကိုကပြီးသွားပြီပဲဆိုကြပါစို့ပေါ့နော်မပြီးခင်တည်းကတော့ထည့်စဉ်းစားမှာပေါ့လေနော်ဒါပေမဲ့ပြီးသွားရင်အတွက်လိုအပ်တဲ့ post technical ကလည်းဒါကျောင်းသားတွေကအခုဘယ်နိုင်ငံလဲဆိုတာကိုစဉ်းစားတဲ့အချိန်ကလေးကထည့်စဉ်းစားရတဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုပေါ့နော်အခုချိန်မှာကျတော့ဘာပဲပြောဒီမှာနိုင်ငံတကာမှာကျောင်းသားတက်ပြီးပြီဆိုလို့ရှိရင်ဟိုဘက်မှာအလုပ်အကိုင်အတွေ့အကြုံဆက်ယူဖို့အတွက်ကိုပဲစဉ်းစားကြတဲ့သူတွေပဲပေါ့နော်ဆိုတော့စဉ်းစားကြတဲ့သူတွေကြီးပဲဖြစ်ပေမဲ့ကျွန်တော်တို့ကျတော့လေကျောင်းသားတွေကိုလွယ်လွယ်ကူကူ force ဟုတ်လည်းမပေးချင်ဘူးဟိုဘက်ရောက်လဲဆိုဟိုဘက်ရောက်သွားလို့ရှိရင်ဟာ part time လေးလုပ်ပြီးရင်ပေါ့နော်part time လုပ်ရင်လည်းကျောင်းတက်လို့ရတယ်တော့ဟာပြီးတော့လို့ရှိရင်ဒါတော့တစ်ခါ post workshop လိုက်ပြီးသွားရင်အမှအလုပ်လုပ်လိုက်ပြီးသွားပြီးနေလို့ရပြီပေါ့နော်အဲ့လိုမျိုးကျွန်တော်လွယ်လွယ်ကူကူပြောလို့မရှိဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အခုခါကနိုင်ငံတကာမှာပဲပေါ့နော်အလုပ်ကိုင်းတွေကကြက်တဲလာတယ်စီးပွားရေးတွေလည်းနိုင်ငံတိုင်းရဲ့လို့မဟုတ်ပေမဲ့အများစုကြာကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့မသွားခင်ကလေးကလည်းကိုကအဲ့ဒီနိုင်ငံရဲ့ပေါ့နော်အခု economic situation တွေရောဘာရောလည်းအများကြီးတော့ထည့်သွင်းစဉ်းစားဖို့လိုတာပေါ့နော်အဲ့တော့ပြီးသွားတဲ့အခါမှာလည်းကြောင်းပြီးတဲ့အချိန်မှာပေါ့နော်ဒီကိုတွေအတွက်အလုပ်ရှာဖို့အလုပ်လုပ်ဖို့အချိန်ဆက်ပေးမပေးဆိုတာတွေလည်းကျွန်တော်အများကြီးထည့်စဉ်းစားရတယ်ပေါ့နော်ထည့်စဉ်းစားတဲ့အခါကျတော့အခုလက်ရှိအနေအထားအရတော့ဥပမာစင်
Singapore ဆိုလို့ရှိရင်တော့NTU NUS လို့ SMU လို့ Government University တွေမှာmaster degree ပြီးပြီဆိုလို့ရှိရင်တော့သူကအလုပ်ရှာဖို့အလုပ်လုပ်ဖို့အချိန်ပေါ့နော် long term visa ကိုတစ်နှစ်လောက်ထိဆက်ပေးလို့ရှိတယ်ကျန်တဲ့private institution တွေမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးအချိန်ပေးတာမျိုးမရှိဘူးပေါ့နော်နောက်တစ်ခါ Thailand ဆိုလို့ရှိရင်တော့ပုံမှန်ဆိုလို့ရှိရင်တော့အလုပ်ကိုယ့်ရဲ့ student visa ကုန်သွားတဲ့အချိန်တိုင်းအလုပ်ရှာဖို့အလုပ်လုပ်ဖို့အချိန်ကြီးထပ်ပေးတာမျိုးမရှိတတ်ဘူးဒါပေမဲ့ Thailand ကကြတော့ခုနရှေ့ပိုင်းမှာတော့ပေါ့နော်တစ်ခါပြောခဲ့သလိုမျိုးပေါ့သူကတော့ student visa အတွက်ပေးတဲ့အချိန်ဆိုရင်တော့တော်တော်လေးအချိန်ရှည်ပေးထားတတ်တယ်ပေါ့ဆိုတော့ဒီတော့အတွင်းမှာလည်းကိုကတော့ဗာပြောပြီးတော့ကိုယ့်ရဲ့ opportunity လေးတွေကိုရှာဖွေလို့ရတယ်ကိုလိုအပ်တဲ့ဘာသာစကားတွေပါတွေကိုပါတွဲပြီးတော့ပြင်ဆင်သွားတာမျိုးလုပ်လို့ရတယ်နော်ဆိုတော့တခြားနိုင်ငံတွေဆိုရင်တော့ဘယ်လောက်ပေးလေးရှိလဲဆိုတော့အနည်းဆုံးဒီ6လကနေပြီးတော့အများဆုံး3နှစ်အထိကိုတော့အခြားနိုင်ငံတွေမှာဆက်ပြီးတော့ပေးလေးရှိတယ်ဥပမာIreland တို့ Hungary တို့လိုနိုင်ငံမျိုးတွေ6လတို့ဘာလို့လောက်ကနေ6လတစ်နှစ်လောက်တည်းကနေစပေးရပေါ့နော်နောက်တစ်ခုကဒီUK ရှိခဲ့တယ်မှာဆိုတော့ UK ကခုနောက်ပိုင်းတစ်နှစ်ခွဲပေါ့နော်အရင်တော့2နှစ်ခုနောက်ပိုင်းတစ်နှစ်ခွဲပေးတယ် US ဆိုလို့ရှိရင်ကြတော့တစ်နှစ်နောက်ပြီးတော့သူရဲ့ပေါ့နော်ဒီ Science Technology Engineering Maths ဘာသာရပ်တွေဆိုရင်တော့နောက်ထပ်2နှစ်အထိ exam လုပ်လို့ရအမျိုးနဲ့ဆိုစုစုပေါင်း3နှစ်လောက်အထိပေးလေးရှိတယ်နောက်တစ်ခါကနေဒါဆိုလို့ရှိရင်တော့အခုလက်ရှိအထိကတော့Master တို့ PhD တို့ပြီးတဲ့အကြောင်းသားတွေဆိုလို့ရှိရင်တော့3နှစ်အထိတော့ပေးနေသေးတယ်ဆိုတော့ဒီလိုမျိုးပေးတဲ့အချိန်ကြီးကကြတော့အကြောင်းသားတွေအတွက်ဘာလဲဆိုတော့ကိုကအလုပ်ရှာဖို့နဲ့အလုပ်ရပြီဆိုလို့ရှိရင်အဲ့ဒီpost study ပေါ့အချိန်ရှိတဲ့အတော်အတွင်းမှာကိုအလုပ်ဆက်လုပ်နေလို့ရတဲ့အချိန်ကြီးပေါ့နော်ဆိုတော့အဲ့ဒီခါကြီးအဲ့လို post study ပေါ့ရှောက်ဖို့အတွက်ကိုအကြောင်းသားဘက်ကတော့အဓိကအားဖြင့်ရတော့ပေါ့နော်ကိုဒီ bachelor sorry ဒီ master degree ကိုအောင်မြင်ပြီးသွားပါပြီဆိုတော့ degree completion letter ကတော့အဓိကပဲပေါ့နော်များသောအားဖြင့် post study work တွေကတော့နိုင်ငံတိုင်းမှာonline ကနေပြီးတော့ submission လုပ်ရတယ်လုပ်ရတဲ့အချိန်မှာသူတို့မဖြစ်မနေထည့်တင်ရတဲ့အချိန်မှာတော့အကြောင်းကနေပြီးတော့ဥပမာတကယ် graduation မဟုတ်သေးလို့ bachelor degree certificate ကြီးမရသေးဘူးဆိုရင်တော့အနည်းဆုံးတော့ကျောင်းဘက်ကထုတ်ပေးတဲ့ degree completion letter တို့အမှတ်စည်းရင်းတို့ဒါတွေကတော့လို့ပြီးသွားရင်ဒီ post study work တွေကတော့ခုမှကျောင်းပြီးသွားတဲ့ကျောင်းသားတွေအတွက်အလုပ်ရှာဖို့ပေးတဲ့အချိန်မျိုးဖြစ်တဲ့အတွက်ဒါတွေကိုဆက်လျှောက်ဖို့ဆိုလို့ရှိရင်တော့ပုံမှန်ဆို job offer တွေပေါ့နော်ဒီအလုပ်တစ်ခုကနေပြီးအလုပ်ရထားတဲ့ offer letter တွေဘာတွေတောင်းလို့မရှိဘူးအဲ့လို offer letter မျိုးကတော့ဘယ်လိုအနေထားမျိုးမှာလိုသွားတာလဲဆိုတော့ကိုကဒီ post အဲ့တော့အချိန်အတွင်းမှာအလုပ်ရှာရတယ်အလုပ်ရရတယ်ဒီတော့အတွင်းမှာပဲကိုက experience ယူရဲ့အနေနဲ့အလုပ်လုပ်တယ်တခါအလုပ်လုပ်နေနေပဲ post အဲ့တော့ visa ကကုန်တော့မယ်တန်းကုန်တော့မယ်ဆိုတဲ့အနေအထားမျိုးဆိုတော့တကယ်အလုပ်ဗီဇာကြီးတွေကိုပြောင်းရတော့မယ်ပေါ့နော်တကယ် work visa ကိုပြောင်းရတော့မယ်အချိန်မျိုးရောက်ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့သက်ဆိုင်ရာလုပ်နေတဲ့အလုပ်ကနေပြီးတော့ကိုယ် sponsor ပေးဖို့လိုတဲ့ offer letter တွေထည့်တင်ဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်တော့စာရေးဆိုင်ရာလိုအပ်ချက်တွေကပို့ပြီးတော့များသွားပြီဒါပေမဲ့ကြောင်းပြီးတဲ့အချိန်မှာရှောက်တဲ့ post ရေးဖို့အတွက်ကတော့ပုံမှန်ဆိုလို့ရှိရင်ကြောင်းရဲ့ဘွဲရပြီးပါပြီဆိုတော့ဒီ recommendation ကအဓိကနော်ဆိုတော့အခုပေါ့နော်ဒီရည်ကြီးတဲ့ချက်တွေတစ်ခုတစ်ခုပြောလာပြီးတဲ့အချိန်အတွင်းမှာဟုတ်ပြီကျမတို့ဒီဘယ်နိုင်ငံလဲဆိုတာအထိဆုံးဖြတ်ပြီးပဲထားပါတော့เนาะဒီအခြေအနေပြီးစီရောသင်လို့ရတဲ့ဘာသာရပ်တွေနောက်ပြီးတော့ကိုယ့်ရဲ့ရှိထားတဲ့စာရွက်စာတမ်းတွေဘာတွေအကုန်လုံးနဲ့ပေါ့เนาะဘယ်ကြောင်ဘယ်နိုင်ငံကိုရှောက်မယ်ဆိုတာအထိ confirm ဖြစ်သွားပြီဆိုလို့ရှိရင်ကြတော့ဒီကျောင်းလျှောက်ပြီးဆိုတာနဲ့ကျောင်းဝင်ရပြီဆိုရင်ကျမတို့ကတကယ်အရေးကြီးဆုံးဖြစ်တဲ့ student visa ကိုလျှောက်ရပြီเนาะဆို student visa ကတော့ဒါfinal stage ပေါ့เนาะဆိုဒီဟာအတွက်ကတော့လည်းပြင်ဆင်ရတဲ့စာရွက်စာတမ်းကပုံမှန်ဆိုရင်တော့နိုင်ငံကြီးတွေအတွက်ဆိုအများဆုံးပဲပေါ့เนาะကိုကကျောင်းကဘယ်လောက်ကြီးရဲ့ဘယ်လောက်ကောင်းတဲ့ကျောင်းကြီးကနေပဲ offer ရထားပါစီပေါ့เนาะ student visa ရမှပဲကျောင်းသွားတက်လို့ရတယ်เนาะအဲ့တော့ student visa အခြေအနေရောက်လာတဲ့အချိန်မှာကြတော့ကျမတို့ကပုံမှန်ဆိုလို့ရှိရင်ပေါ့เนาะဘာတွေထည့်တင်ဖို့လိုလဲဆိုတော့ကိုယ့်ရဲ့ဒီ original educational documents တွေလိုမယ်နောက်ပြီးတော့တခြား certificate တွေ job recommendation တွေလိုမယ် job recommendation ကကြတော့ဟိုပေါ့เนาะဒီဗီဇာတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့လိုတက်တာကြတော့ဗာလဲဆိုနိုင်ငံတကာအထူးသဖြင့်နိုင်ငံကြီးတွေကပေါ့နော်student visa ကိုဆုံးဖြတ်တဲ့နေရာမှာဆိုလို့ရှိရင်အဲ့လိုဂျားထဲမှာပေါ့နော်ဒီဘွဲရပြီးတဲ့အချိန်ကနေပြီးတော့အခုကြောင်းလျှောက်တဲ့အချိန်ဒီ gap တွေအများကြီးဖြစ်နေတာကိုလည်းမကြိုက်တတ်ဘူးပေါ့နော်အဲ့ဟာကိုလည်းသူတို့ထည့်စဉ်းစားတဲ့အချိန်မှာပါတော့ဗာပဲပြောကိုယ့်ရဲ့ဒီဘာပေါ့နော်နောက်ဆုံးရခဲ့တဲ့ qualification နဲ့အခုနဲ့နည်းနည်းခြားနေပြီဆိုလို့ရှိရင်အဲ့ဒီ gap ကိုဖြည့်ဖို့အတွက်ကို certificate တွေ job recommendation တွေကလည်းထည့်တင်ဖို့လိုတယ်ပေါ့နော်
နောက်တစ်ခါဒီတကောင်စင်းတို့မျိုးစင်းတို့sorry တကောင်စင်းတို့မှတ်ပုံတင်တို့ကတော့ဒါမှဖြစ်မနေဘယ်ဗီဇမဆိုပေါ့နော်ထည့်တင်ရတဲ့စာစာတန်းတွေဖြစ်တယ်နောက်ပြီးတော့နိုင်ငံပေါ်မူတည်ပြီးအချို့နိုင်ငံတွေကြတော့လေဒီကိုကပေါ့နော်criminal record တွေဘာတွေမရှိဘူးဆိုတာအတွက်ကို police recommendation ထည့်တင်ရတာတွေလည်းရှိတယ်ပေါ့နော်ဒါအပေါ်ကစာတန်းတွေကတော့ဒါများသောအားဖြင့်အကုန်လုံးမှာဒီရှိဖို့အတွက်မခက်ခဲတဲ့စာတန်းတွေပေါ့နော်ဟုတ်ပြီအောက်ကစာတန်းတွေအဲ့မှာကြတော့ဗာလဲဆိုတော့ဒီစင်ကာပူတို့ထိုင်းတို့ဆိုရင်တော့အောက်ကပေါ့နော်ဒီ financial document နဲ့ပတ်သက်လို့အရင်ကြီးအရင်ကြီးအများကြီးပြစရာမလိုပေါ့အများကြီးပြစရာမလိုဆိုတာလေအကြာကြီးထိန်းထားရတာတို့အမောင့်တွေအများကြီးထည့်ထားရတာတို့အဲ့လိုတော့မဟုတ်ဘူးသူတို့ရဲ့သတ်မှတ်ထားတဲ့အမောင့်တစ်ခုကိုဒီထုတ်ပြနိုင်နေဆိုလို့ရှိရင်ရတာမျိုးပေါ့နော်ကျန်တဲ့နိုင်ငံတွေဆိုလို့ရှိရင်တော့အထူးသဖြင့်တော့ဒီ visa ခက်တဲ့ကနေဒါတို့နယူးဇီလန်တို့နောက်တစ်ခါကျတော့ visa အတွက်စာရင်းထည့်တင်ရတာများတဲ့အိုင်ယာလန်တို့ပေါ့နော်ဒီလိုနိုင်ငံတွေဆိုလို့ရှိရင်တော့ကိုယ်တိုင်သို့မဟုတ်လည်းကိုယ် sponsor လုပ်တဲ့သူရဲ့ bank statement တွေဆိုလို့ရှိရင်3လစာပြီး6လစာလောက်ဒီတောင်းရတာရှိတယ်နောက်ပြီးတော့အခါကျရင်အကြောင်းတွေတော်တော်များများကတော့ဒီအကြောင်းကိုသွားမှသိကြပြီဆိုရင်အဲ့ဒီအကြောင်းရဲ့သတ်မှတ်ထားတဲ့ဒီ school fees deposit တော့၎င်းဒါမှမဟုတ် first semester fees တော့၎င်းတချို့နိုင်ငံတွေဆိုလို့ရှိရင်တစ်ခါတည်းတစ်နှစ်စာ fees အပြည့်တော့၎င်းပေါ့နော်သွင်းပေးရတာရှိတော့အဲ့ဒီ fees သွင်းထားတဲ့တကယ် official receipt ဒီအကြောင်းဘက်ကထုတ်ပေးထားတဲ့ official receipt တွေလည်းထည့်တင်ဖို့ရင်းတယ်နောက်တစ်ခါပေါ့နော်ဒီခုနလိုဗီဇာနဲ့ပတ်သက်လို့ပေါ့နော်အရင်စီစစ်တဲ့နိုင်ငံကြီးတွေဆိုလို့ရှိရင်တော့ခုန3လ6လ bank statement တွေအပြင်အဲ့ဒီ bank statement တွေကထည့်ထားတဲ့ဝင်ငွေကိုရစေတဲ့ sponsor တော့မဟုတ်လေကိုယ်ပေါ့နော်ကိုဒီ post graduate တက်တဲ့သူတွေဆိုတော့ချို့တွေဆိုလဲအလုပ်တွေကြုံ10နှစ်လောက်ထိရှိထားတာတွေရှိတာမျိုးဆိုတော့ပေါ့နော်ကိုယ်တိုင်ရဲ့ဒီလုပ်ငန်းဝင်ငွေရလန် sources ပေါ့နော်ဒါတွေကိုထည့်ပြဖို့လိုတယ်အဲ့ဒါကသူတို့အရေးကြီးဆုံးထည့်ကြည့်တဲ့အထဲမှာပါတယ်ပေါ့နော်တခါလေကျရင်တချို့နိုင်ငံတွေဆိုရင်ကိုယ့်ရဲ့ဒီဘက်ကထည့်တင်တဲ့လုပ်ငန်းစာရဲအဲ့လုပ်ငန်းဝင်တဲ့ဝင်ငွေနဲ့ bank ထဲမှာဝင်ထားတဲ့ transaction တွေပါနဲ့တိုက်စစ်တဲ့နိုင်ငံမျိုးတွေထိလည်းရှိတယ်နော်နောက်တစ်ခါတော့ဗာလဲဆိုလို့ရှိရင်ကိုယ်တိုင်ဘုံမဟုတ်ကိုယ့်ရဲ့ sponsor ရဲ့ဒီအိမ်ချမ်းမြေကွန်ဒိုတိုက်ခန်းအစားရှိရပေါ့နော်မြန်မာနိုင်ငံမှာရှိထားတဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေထည့်တင်ရတာရှိတယ်ပေါ့နော်နောက်တစ်ခါပေါ့နော်ဂျာမနီတို့လိုလိုနိုင်ငံတွေကြတော့အဲ့လောက်အထိတော့ဟိုပါပေါ့နော်financial documents တွေကိုအများကြီးပြနေရတာမျိုးမဟုတ်ပေမဲ့သူတို့ကြတော့ဗာလဲဆိုတော့တခါတည်းကျောင်းလာကားကိုလည်းအပြည့်သွင်းပြီးသွားတဲ့ခါတစ်နှစ်စာကျောင်းလာကားကိုသွင်းပြီးသွားရင်တစ်နှစ်စာကိုယ်ရဲ့နေစိတ်စာချိန်အတွက်လည်းဂျာမနီဘက်မှာ blog account ဖွင့်ပြီးတော့ကြိုပြီးတော့သွင်းထားရတာမျိုးပေါ့နော်ဆိုတော့သူကတော့တစ်နှစ်စာအကုန်လုံးအပြီးကျောင်းလာကားကိုနေစိတ်စာချိန်ကိုပြီးပေးထားရတာမျိုးဖြစ်တော့ဒီဘက်ကထည့်တင်ရတဲ့ financial document ကိုတော့အရင်ကြီးဘတ်ဂျက်တော့မများတော့ဘူးခုနလိုမျိုးပေါ့နော်ဒီမိဘရဲ့လုပ်ငန်းတွေအင်ချင်ပိုင်ဆိုင်မှုတွေထည့်တင်ရတာမျိုးတော့မဟုတ်တော့ဘူးဒါပေမဲ့ဂျာမနီတို့ဘာလို့ကြတော့အဲ့ဒီမှာကျောင်းသားကသွင်းပြီးတာအပြင်ကိုအဲ့ဒီနေစိစားစိအတွက်ကြိုလွှဲထားရတဲ့ကြိုထည့်ထားရတဲ့ blog account ဖွင့်တဲ့process မျိုးတွေပါလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကိုပေါ့နော်ဒီ post graduate ကျောင်းသားတယောက်အနေနဲ့နိုင်ငံတနိုင်ငံကိုတွားဖို့စဉ်းစားတဲ့အချိန်ကြာလို့ရှိရင်ထည့်စဉ်းစားရတာအများကြီးရှိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုရီးယားအခုမှပေါ့နော်ဒီ high school ပြီးလို့ကျောင်းသားတက်မဲ့ကလေးလိုမျိုးပေါ့နော်တခြား commitment တွေမရှိတာမျိုးမဟုတ်ဘဲနဲ့ဒါတော့အဖြစ် post graduate ကျောင်းသားတွေဆိုရင်တခါလေကျတော့ family ပါရှိနေပြီးဒါမျိုးတွေပေါ့နော်အများကြီးထည့်စဉ်းစားရတွေရှိတဲ့အခါကျတော့ကျွန်တော်တို့ပြင်ဆင်တဲ့နေရာမှာဆိုရင်တော့ခုနလိုနိုင်ငံတွေ duration တွေလိုအပ်ချက်တွေအကုန်စဉ်းစားရမှာမကောက် student visa အထိပါဒီစာရေးစာတမ်းတွေအထိပါရှိရလားအဲ့ဒါဆိုလို့ရှိရင်တစ်နှစ်လောက်အချိန်ရသေးရဆိုအခုလောလောဆယ်ကငါ့ရဲ့လုပ်ငန်းကိုဘယ်လိုပြန်အသက်သွင်းထားမလဲဘဏ်အကောင့်ကိုဘယ်လိုစ run ထားမလဲပေါ့နော်ဒါတွေကိုအများကြီးစဉ်းစားဖို့လိုပြီပေါ့နော်ဆိုတော့ကျွန်တော်အခုပြောတာကတော့တော်တော်ကြီးဟိုပါပေါ့နော် general အနေနဲ့ဆိုလို့ရှိရင်လိုအပ်ချက်တွေပါရောစဉ်းစားရမယ့်အချက်တွေကိုပြောပြီးသွားပြီပေါ့နော်အဲ့တော့အားလုံးနဲ့ထပ်ပြီးတော့သိချင်တာရှိလို့ရှိရင်ကျွန်တော် Crown Education ရဲ့ website ကနေတဆင့် appointment တွေယူပြီးတော့မြင်မြန်လို့ရပါတယ်เนาะအားလုံးနဲ့အချိန်ပေးပြီးတော့တက်ရောက်ပေးတာအများကြီးပဲကျေးဇူးတင်ပါတယ်ရှင်